တရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးမိမိတို့ခန္ဓာကိုယ်အရိယာပုဂ္ဂလိမြတ်တစွာထိုင်ပြီးတော့အာယုန်တစ်ပါးစိတ်မသွားစေဘဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီယနေ့သာသနာတော်နှစ်2562ခုနှစ်ကောဇာသက္ကရာ1380ပြည့်နှစ်တပေါင်းလဇန်8ရက်ဥပုသ်နေ့ခရစ်နှစ်2019ခုနှစ်3လပိုင်း73ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနဧရာဝတီတိုင်းငပုတော်မြို့နယ်ပိုးလောင်ကြီးရွာဇီးကုန်းရပ်ကွက်ဓမ္မရင်ပြင်ဓမ္မပူဇနိယနေရာဌာန၌ငပုတော်မြို့နယ်ဂောဇကံတွင်သရင်သုံးစံပြော်တော်မူကြကုန်သောမြတ်စွာဘုရားအမှုရှိသောအရိယာနွယ်ဝင်သံဃာတော်ထေအရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်ဆင်လျက်ရွာမိရွာဖလူကြီးမင်းများအားအမှုထား၍ဓမ္မကဝေသီတရားလူတော်အဖွဲ့စန္ဒမုနာအခမဲ့လူနာပို့ဆောင်ရေးနှင့်ဓမ္မမိတ်ဆွေအပေါင်းတို့၏အထမအကျိန်ထေရဝါဒဓမ္မပူဇနိယအခါကာလစရုထညတရားတော်နာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံစွာနဲ့ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်ဆသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရာ၌သစ္စာ၄ပါးမြတ်တရားတော်တို့ကိုဆရာမကုသယံဘူးဉာဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်အကျွင်းမဲ့ထိုးတွင်သိမြင်အောင်မြင်တော်မူပြီးသတ္တဝါဝိနည်းအပေါင်းတို့အားသစ္စာရည်အေးအမြိုက်စေတော်တို့ကိုတိုက်ကြွတော်မူပြီးထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစေတတ်သောဓမ္မတရားတော်မြတ်တို့၏ဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏အဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2562ခုနှစ်တိုင်တိုင်အတွန်းရှိတည်တံ့ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ့်စောင့်ရှောက်တော်မူလာကြကုန်သောသံဃံသံဃာတော်မြတ်အပေါင်းတို့၏ဂုဏ်တော်ကျေးဇူးတော်နှင့်တကွာဦးဇင်းအားဤသစ္စာ၄ပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီအပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိပေလံပြသွန်သင်ဆုံးမပြီးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားခဲ့ကြပြီးဖြစ်သောမွေးသဖခင်ကျေးဇူးရှင်ကြီးနှင့်မွေးသမိခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီး၏သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအားဖြင့်၎င်းကျေးဇူးဆက်သောအားဖြင့်၎င်းဦးဇင်း၏မျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမယ်ဓမ္မဒေသနာယဓမ္မပူဇနိယဓမ္မဒါနကောင်းမှုနိဗ္ဗာန်စုနတ်လူသာဓုခေါ်စေသော ။
ကဲအလုံးတို့ကဓမ္မတွေတရားဟောတရားနာတရားအလူတော်မစခင်တရားပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားပူဇော်သောအဖြစ်ဦးဇင်းကဂင်္ဂဝါလူသဲစုမကပွင့်တော်မူသွားခဲ့ကြပြီးဖြစ်သောမြတ်စွာဘုရားရှင်တိုင်းဟောကြားဆုံးမခဲ့တဲ့ဩဝါဒပါတိမောက်ဒေသနာတော်ဖြင့်ပူဇော်မယ်တို့ဓမ္မအားလုံးလက်အုပ်ချီပြီးတော့ငါတို့သည်ဘုရားရှင်တိုင်းဤအဆုံးအမဩဝါဒကိုငါတို့နားနဲ့ဆက်ဆက်ဒီနေ့ကြားနာပူဇော်ခွင့်ရပြီလို့ဒီလိုနှလုံးသွင်းပြီးတော့နာယူပူဇော်ကြရအောင်နမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗပါပတ္တအကရဏံကုသလတ္တဥပသမ္ပဒာသစိတ်တပရိယောဓပနံဣတံဗုဒ္ဓနာသာသနံခန္တီပရမံတပောတိတိခာနိဗ္ဗာနံပရမံဝရန္တိဗုဒ္ဓနာဟိပပ္ပစီတောပရုပဂာတိနသမနောဟောတိပရံဝိဟေထယံတောအနုပဝါဒောအနုပဂါတောပါတိမောက္ခေသသံဝရောမတ္တေညုတာသဗတ္တသမိန်ပန္တင်သတယနာတနံအဓိစိတ်တေသအာယောကောဣဒံဗုဒ္ဓနာသာသနံဩဝါဒပါတိမောက္ခေအခါဒါရောယေသဗုဒ္ဓအတ္တိတာသယေသဗုဒ္ဓအနာဂတာဝိသုပန္နာသယေဗုဒ္ဓသဗ္ဗေဝန္ဒာမိတေအဟံသဗ္ဗပါပတ္တအလုံးစုံသောအကုသိုလ်ကိုယံအကရဏံအကျင့်မပြုကျင့်ခြင်းသည်၎င်းကုသလတ္တကုသိုလ်ကိုယာဥပသမ္ပရာအကျင့်ပြည့်စုံစေခြင်းသည်၎င်းယံသစိတ်တပရိယောဓပနံအကျင့်မိမိစိတ်ကိုဖြူစင်စေခြင်းသည်၎င်းအဋ္ဌိရှိ၏ဣဒံဤအဆုံးအမပေါင်းတို့သည်ဗုဒ္ဓနာပွင့်တော်မူပြီးကြကုန်သောရှင်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်တို့၏သာသနံကြီးစွာသောအဆုံးအမတော်သည်တိတိခာသီခံခြင်းဟုဆိုအပ်သောခန္တီသီခံခြင်းခန္တီသည်ပရမံမြတ်သောတပောအကျင့်သည်နိဗ္ဗာနံကိလေသာမှငြိမ်းအေးခြင်းနိဗ္ဗာန်ကိုပရမံမြတ်ဤဟု၍ဗုဒ္ဓမြတ်စွာဘုရားရှင်တို့သည်ဝရန္တိဟောတော်မူကြကုန်၏ပရုပဂာတိသူတစ်ပါးအသက်ကိုသတ်ဖြတ်လေရှိသောသူသည်ပပ္ပစီတော်ယဟန်မြည်သည်ဝါမြတ်သောအကျင့်ကိုကျင့်သုံးသောသူသည်နဟိဟောတိစင်စစ်မဖြစ်ပရံသူတစ်ပါးကိုဝိဟေထယံတော်ကိုယ်စိတ်ပင်ပန်းအောင်ညှဉ်းပန်းနှိပ်စက်လေရှိသောသူသည်သမနောဗုဒ္ဓဤတပိသာသာဝကမြည်သည်ဝါစိတ်နှလုံးငြိမ်းအေးချမ်းသာသူသည်နဟောတိမဖြစ်အနုပဝါဒောမဆွဆွဲမကဲ့ရဲ့ခြင်းသည်၎င်းအနုပဂါတောမငင်းစေမနှိပ်စက်ခြင်းသည်၎င်းပါတိမောက္ခေအကြည်မူဖြစ်သောကာယဝစီမနောသုံးလီသောသီလတို့၌တံဝရောစကောင်းစွာစောင့်စည်းခြင်းသည်၎င်းဗတ္တသမိန်ဆွမ်းဘောဇင်ဤမတ္တင်ညုတာစအတိုင်းရှိကိုသိသည်ဤအဖြစ်သည်၎င်းပန္တင်စတယနာတနံစိတ်ငြိမ်ရာဖြစ်သောနေရာကြောင်း၌နေခြင်းသည်၎င်း
အတိစိတ်တေစိတ်ကိုအစိုးရခြင်းဒီဟုသောအတိစိတ်တာသိက္ခာပဒ၌အာယောကောစလုံးလပြုခြင်းသည်၎င်းအဋ္ဌိရှိ၏ဣဒံဤအဆုံးမပေါင်းတို့သည်ဗုဒ္ဓနံပွင့်တော်မူပြီးကြကုန်သောရှင်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်တို့၏သာသနံကြီးစွာသောအဆုံးအမတော်သည်ဩဝါဒပါတိမောက္ခေဤဩဝါဒပါတိမောက္ဒေသနာသုံးဂါထာတော်တို့ကိုအခါတာရောသဗ္ဗညုတာရွှေဉဏ်တော်မြတ်ဖြင့်ဟောကြားဆုံးမတော်မူအပ်ကုန်သောအတ္တိတာကင်္ဂဝါလူသဲစုမကပွင့်တော်မူပြီးဖြစ်တော်မူကြကုန်သောယေဗုဒ္ဓစအကျင့်မြတ်စွာဘုရားရှင်တို့သည်၎င်းအနာဂတနောင်ပွင့်တော်မူလက်တန့်ဖြစ်တော်မူကြကုန်သောယေဗုဒ္ဓစအကျင့်အရှင်မေတ္တေယအစရှိကုန်သောမြတ်စွာဘုရားရှင်တို့သည်၎င်းပိစုပ္ပန္နာပွင့်တော်မူစေဖြစ်တော်မူကြကုန်သောယေဗုဒ္ဓစအကျင့်အရှင်ဂေါတမမြတ်စွာဘုရားရှင်တို့သည်၎င်းတန်တိထေရှားပုံသေးရှိတော်မူကြပါပေကုန်၏အဟံယုံနာနှဖျားငါခန္ဓာကိုသူငါမဲ့ခေါ်ဖရာတပည့်တော်သည်သဗ္ဗေခသိင်ဥဒ္ဓံအလုံးစုံကုန်သောဒေဗုဒ္ဓေဩဝါဒပါတိမောက္ဒေသနာသုံးဂါထာတော်တို့ကိုသဗ္ဗညုတာရွှေဉဏ်တော်မြတ်ဖြင့်ဟောကြားဆုံးမတော်မူအပ်ကုန်သောပွင့်တော်မူပြီးပွင့်တော်မူလက်တန့်ပွင့်တော်မူစေထိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ကိုဝန္ဒာမိကာယဝစီမနောချီလျက်သုံးလီဒွါရပနာမဖြင့်နှိမ့်ချယိုကျိုးလက်ဆုံးမိုး၍ရှိခိုးကြောပါဤမြတ်စွာဘုရားကဲအလုံးတို့ကဓမ္မတွေမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကယောဇဝတ္တတတံဇီဝေအပတ္တံအမတံပဒံဧကဟံဇီဝိတံသေယောပတ္တံတောအမတံပဒံပြောထားတဲ့စကားလေးရဲ့အဓိပ္ပာယ်ကအမတံဆိုတာမသေးရအမှန်ပြီးနိဗ္ဗာန်နိဗ္ဗာန်ကိုမမြင်ရပဲမမြင်ဘူးမတွေ့ဘူးပဲနဲ့အသက်တရားကာလပတ်လုံးအသက်ရှည်နေတာနဲ့စာရင်နဲ့ဧကဟံနဲ့နိဗ္ဗာန်ကိုတစ်ကြိမ်တစ်ခါလောက်မြင်တွေ့ပြီးတော့သိလိုက်ရတာကမြတ်သေးတယ်လို့ဒီလိုပြောတယ်အဲ့တော့ဦးဇင်းကဒီနေ့ဒုဒကဓမ္မတွေကိုဗာပြောကျင်တာလဲဆိုတော့ကိုဦးဇင်းတို့သတော်ကောင်းတို့အားလုံးကဘာဘာသာကိုးကွယ်တာလဲသိကြတယ်နော်အဲ့တော့ဗုဒ္ဓဘာသာကိုးကွယ်တဲ့ပုဂ္ဂိုလ်တိုင်းရဲ့အထွတ်အမြတ်အဆုံးပန်းတိုင်ဆိုတာရှိဘူးလားဦးဇင်းတို့သတော်ကောင်းတို့အားလုံးရဲ့ပန်းတိုင်ဟာဘာလဲနိဗ္ဗာန်ဘာလဲအဲ့တော့ဗုဒ္ဓဘာသာဝင်မှန်ရင်နော်
ဘုရားဘာသာဝင်အားလုံးတို့ရဲ့အဆုံးပန်းနိုင်ဟာနိဗ္ဗာန်ပဲဒါဖြင့်ဗုဒ္ဓဘာသာဝင်တို့အထွတ်မြတ်ထားတဲ့နိဗ္ဗာန်ကိုဘုရားဘာသာဝင်တွေအနေနဲ့မြင်အောင်တွေ့အောင်ရောက်အောင်ကြိုးစားကြဖို့သင်မသိဘာကြောင့်နိဗ္ဗာန်ရဖို့ကြိုးစားသင့်တယ်လဲလို့မေးရင်ခင်ဗျားတို့ဘယ်လိုဖြေမလဲဒီတခါကြီးခင်ဗျားတယောက်တည်းဖြေဟုတ်ပြီနော်အဲ့ဒီစကားကိုဦးဇင်းကဒီကွင်းမြင်တွေကတရားနာပိဋကအားလုံးသိစေချင်တာနော်နိဗ္ဗာန်ဆိုတာဘာလဲလို့မေးရင်ဒုက္ခခတ်သိမ်းကင်းငြိမ်းတာကိုဘာခေါ်လဲပြန်ပြောနိဗ္ဗာန်ဆိုတာဘာလဲဒုက္ခဆိုတာအခုခမည်းတော်ကျွတ်တို့မှာခန္ဓာရထားတော့အိုခြင်းဆင်းရဲမရှိဘူးလားအဲ့ဒီအိုခြင်းမျိုးနိဗ္ဗာန်မှာရှိလားအခုနာခြင်းဆင်းရဲကောမရှိဘူးလားအဲ့ဒီနာခြင်းဆင်းရဲမျိုးနိဗ္ဗာန်မှာရှိသလားကဲခုခမည်းတော်ကျွတ်တို့မသေးဘူးလားသေမှာလားအဲ့ဒီသေတာချမ်းသာလားဆင်းရဲလားအဲ့ဒီသေခြင်းဆင်းရဲမျိုးကောနိဗ္ဗာန်မှာရှိဘူးနောက်ပိယေဤဝိပယောကောဒုက္ခနဲ့ချစ်ခင်နှစ်သက်တွေ့တာတဲ့သူတွေနဲ့ကိုယ်ကွင်းရတဲ့ဒုက္ခကောမရှိဘူးလားအဲ့ဒီဒုက္ခမျိုးနိဗ္ဗာန်မှာဟုတ်ပြီမချစ်မနှစ်သက်တဲ့သူတွေနဲ့ပေါင်းသင်းဆက်ဆံနေရတဲ့ဒုက္ခမျိုးတွေကောရှိမရှိအဲ့ဒီဒုက္ခမျိုးနိဗ္ဗာန်မှာအခုခင်ဗျားတို့လူလောကမှာနေရတော့စာဝတ်နေရေးမပြည့်စုံတဲ့ဒုက္ခကိုရှိမရှိဘူးလားပြည့်စုံလာပြန်တော့လေသူတစ်ပါးချီးမှငားမှတောင်းမှရမ်းမှလူမှရက်မှကြောက်ရတဲ့ဒုက္ခကိုဒုက္ခပေါင်းစုံနဲ့မနေရဘူးလားအဲ့တော့ဒုက္ခခတ်သိမ်းကင်းခြင်းတာကိုဘာခေါ်လဲအဲ့တော့ဗုဒ္ဓဘာသာဖြစ်နေပြီးတော့နိဗ္ဗာန်ကိုမမြင်ပဲမတွေ့ပဲအသက်တရားရှည်နေတာနဲ့စာရင်နဲ့နိဗ္ဗာန်ကိုတစ်ခါလောက်မြင်ပြီးသိရတာကဗါတဲ့ရတယ်ဟုတ်ပြီနော်ဘာလို့ဒီလိုပြောသလဲလို့ဆိုတော့အခုဦးဇင်းတို့တော်ကောင်းတို့တွေနိဗ္ဗာန်မရောက်သေးတဲ့ပုဂ္ဂိုလ်တိုင်းဟာတန်တရားလဲနေတယ်ဆိုတာသိရမယ်ဗါတဲ့တန်တရားဆိုတော့ခမည်းတော်သိကြောက်မှာမဟုတ်ဘူးတဲ့ပြောရင်ဝတ်လဲနေတယ်ဗါတဲ့ခုခမည်းတော်မှာဝတ်ဒုက္ခတွေရှိနေတယ်လို့ဒါသိထားရမယ်ဆင်းရဲတစ်ခါချမ်းသာတလဲမြင့်တစ်ခါနှိမ့်တလဲနိုင်တစ်ခါရှုံးတလဲဝတ်ဆင်းရဲတွေမရှိဘူးလားအဲ့တော့အဲ့ဒီဝတ်တွေဘာကြောင့်လဲသလဲလို့တို့တွေကြည့်ရရင်ဦးဇင်းတို့တော်ကောင်းတို့မှာတဲ့တန်တရားတစ်လျှောက်လုံးကိုတန်တရားလဲနေမှသိခဲ့သလားမသိခဲ့ဘူးလားမသိဘူးခုကိုဝတ်ခံနေရမှန်းကောမသိဘူးမသိတာဘာခေါ်လဲအဲ့ဒါကျွမ်းကျင်ပြီးသားမသိတာဘာခေါ်လဲအဝိဇ္ဇာပစ္စယသာရုပြောတတ်ဆိုတတ်တယ်ဒီလောက်ဆိုဟောလို့ပြောလို့ရပါပြီနော်ဆရာတော်ဥက္ကောသံလာရတပည့်တွေသိမပေါ့ပါဘူးနော်တပတ်ခါကျတော့ဆရာတော်လာမှာပဲအဲ့တော့မသိတာဘာခေါ်လဲရမ်းလုံတာကအဝိဇ္ဇာပစ္စယသင်္ခါရဆိုတော့သင်္ခါရမှာပုံညာပိသင်္ခါရဆိုတဲ့ကုသိုလ်ကောင်းမှုတွေလည်းရှိတယ်အပုံညာပိသင်္ခါရဆိုတဲ့အကုသိုလ်တွေကောအခုခမည်းတော်ကျွတ်တို့မှာအတိတ်ကကုသိုလ်တွေလုပ်ခဲ့မလုပ်ခဲ့အကုသိုလ်တွေကောအတိတ်ဆိုတော့အတိတ်ဘဝကိုခဏထားအခုဒီဘဝဒီအရွယ်ထိနော်ပြီးခဲ့တဲ့အချိန်တစ်ချိန်လုံးမှာအကုသိုလ်လုပ်တဲ့အချိန်ကောကုသိုလ်လုပ်တဲ့အချိန်ကောဒါဖြင့်ကုသိုလ်လည်းရှိတယ်အဲ့ဒီကုသိုလ်အကုသိုလ်လုပ်ခဲ့တဲ့ကံတွေဟာလေလိုပြလိုလွင့်မှလားအကျိုးပေးမှလားအဲ့ဒါဝတ်ခေါ်တယ်အဲ့တော့ကမ္မံဝိပါကတဆိုတဲ့အတိုင်းကံကဝတ်ကိုဖြစ်စေတော့သင်္ခါရပစ္စယဘာလာတဲ့ဝိညာဉ်ဆိုပြီးပြိတ္တိဝိညာဉ်မနေရဘူးလားအခုတော်ကောင်းတို့တွေဘယ်ဘဝမှာပြိတ္တိနေနေလဲလူဘဝမှာလူဘဝဆိုတာကံဆိုးလို့ရောက်တာလားကံကောင်းလို့ရောက်တာလူဖြစ်တာကံကောင်းလို့ဟုတ်ကဲ့လား
ဗုဒ္ဓဘာသာဝင်ဖြစ်နေတာမြန်မာနိုင်ငံသားဖြစ်နေတာအောင်မဲတယ်ဟုတ်ပါလားကံကောင်းလို့ဒီဗယံဗရာနိုင်ငံကြီးမှာနင်တို့ဖြစ်တာကိုကံကောင်းတယ်ပြောသေးနော်ငါတော့မထင်ပါဘူးကဲဟုတ်ပြီဒါဖြင့်စာဝတ်နေရေးအတွက်မပြည့်မစုံလိုက်လံရှာဖွေပူပင်နေရတာကကံကောင်းလို့လားကံဆိုးလို့လားနင်တို့ပိုးလောင်းရွာကြီးခုချိန်ဒီလမ်းမကောင်းသေးတာဩခုကြတော့ဟုတ်သွားပြီနော်နင်တို့မဆိုးဆိုးအောင်ပြောရတယ်အခုစီးပွားရေးရောပြည်လေကြရဲ့လားခုနငါတခါကြီးဩဇာကြားလိုက်တယ်နော်သူတို့ငါ့ကိုများများလူရမှာဆိုလို့လားမသိပါဘူးတခါတည်းမပြေလေတာကြီးပြောနေတာရောက်ကြတယ်နော်အဲ့တော့ကြည်စမ်းအဲ့စီးပွားရေးမပြေမလဲဖြစ်တာဘာကြောင့်ကောင်းတဲ့ကံကြောင့်လားဆိုးတဲ့ကံကြောင့်လားအဲ့တော့ဒီပရိသေတွေဝိညာဉ်နေကြတဲ့ကရင်ဝိညာဉ်ကနေနံရုပ်ဆိုပြီးခုယုံ nant တရားကြီးမရဘူးလားအဲ့ဒီယုံ nant တရားနေတတ်လာရလားဆိုပြီးမျက်စိနားနာလေးဟာကိုယ်စိတ်တွေမတွေ့ရဘူးလားတွေ့ရတော့မကောင်းတဲ့အာယုန်တွေမကောင်းတဲ့အနိဋ္ဌာယုန်တွေနဲ့တွေ့နေရတာကကံမကောင်းလို့ကောင်းတဲ့အာယုန်တွေနဲ့တွေ့ရတာကကံကောင်းလို့ကံကောင်းရင်အကျိုးပေးကံမကောင်းရင်ကောင်းတာလို့ရင်ကောင်းတာဖြစ်မှပြောနဲ့ကောင်းကျိုးပေးမယ်ပြန်ပြောကောင်းတာလို့ရင်မကောင်းတာလို့ရင်အဲ့တော့အဲ့ကောင်းကျိုးမကောင်းကျိုးတွေအခုလက်ရှိဘဝမှာလက်တွေ့ခံစားပြီးတော့မနေရဘူးလားအစဉ်ပြေတဲ့အခါလဲရှိတယ်အစဉ်ပြေတာဘာကြောင့်ကောင်းတဲ့ကံအကျိုးပေးနေလို့ဟုတ်လားအစဉ်မပြေတဲ့အခါရောအခုခင်ဗျားတို့မိသားစုချင်းချင်းကိုမပြေလည်တဲ့နေ့မရှိဘူးလားပြေလည်တဲ့နေ့ရောအကြောင်းကောင်းတော့အကြောင်းမကောင်းရင်အဲ့တော့သူတော်ကောင်းတို့မှာအတိတ်ကပြုခဲ့တဲ့ကံအကြောင်းအားလျော်စွာပြစ္ဆုတ်ပံမခံစားရဘူးလားအဲ့ဒီခံစားနေရနေပြစ္ဆုတ်ပံကနေပြီးတော့အခုဒီဘဝမှာပဲတဏှာဥပါဒံကံဆိုပြီးတော့ဒီနေ့အတွက်သားရေးသမီးရေးစီးပွားရေးအတွက်စားဝတ်နေရေးမရှာရဘူးလားရှာတော့လိုချင်လို့ရှာတာကတဏှာမရှာရရင်မနေနိုင်တာကလိုက်ရှာဖွေနေတာကကမ္မဘဝတဏှာဥပါဒံကံမလုပ်ဘူးလားအဲ့ဒီတဏှာဥပါဒံကံတွေလုပ်တော့ကုသိုလ်တွေလည်းလုပ်တယ်ဟောအကုသိုလ်တွေလည်းဒီမှာကမ္မဘဝလို့ပြောထားတာနော်ကံကောင်းရင်ဘဝကောင်းတယ်ကံမကောင်းရင်ရှင်းနိုင်ကြလားအဲ့တော့အကြောင်းတရားအကျိုးတရားတွေမရှိဘူးလားအဲ့တော့အဲ့ဒီကံတွေလှုပ်ထားတဲ့ကလေကမ္မဘဝပစ္စယဘာလာအောင်မှာတော့ဇာတိကမ္မဘဝပစ္စယအဲ့တော့နောက်ဘဝဇာတိတွေမလာဘူးလားလာရင်ဇာတိပစ္စယသရမရဏဘာသစ္စာရအခုလက်ရှိရထားတဲ့ခန္ဓာကြီးရောဘာသစ္စာနောင်ရမယ့်ခန္ဓာရောအဲ့ဒုက္ခတွေအလိုလိုရတာလားအတိတ်ကအကြောင်းပြုခဲ့လို့လားအတိတ်အကြောင်းကဘာသစ္စာသမုဒိယသစ္စာလောက်ခဲ့လို့သမုဒိယလုံနေသေးသေး၍ဘာပဲရမကျင်တ်သလားအဲ့တော့ဒုက္ခသိမ့်ခြင်းရင်သမုဒိယမသိမ့်ပဲနဲ့ဒုက္ခသိမ့်လို့မရဘူးအဲ့တော့အတိတ်တန်တရားတစ်ခွင်မှာတို့အကြောင်းသမုဒိယတွေလုတ်ခဲ့ကြတယ်ဆိုတာမသိကြဘူးလားအဲ့ဒီအကြောင်းရှိလို့ဘာရှိနေတာအခုဘဝအကျိုးပေးတွေမရှိဘူးလားအဲ့ဒါကိုလက်တွေ့ဆင်ခြင်ရအောင်ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒီကထာလေးစောစောကသူတော်ကောင်းတို့ကြားနာလိုက်ရတဲ့ယောဇဝတ္တတတံဇီဝေအပတ္တံအမတံပရိယံအမတံပဒံဧကဟံဇီဝိတံသေယောပတ္တံအမတံဘယံပဒံလို့ဒီလိုပြောတယ်အမတံပဒံဆိုတာမသေးရအမှန်ပြိနိဗ္ဗာန်ကိုဧကဟံဇီဝိတံသေယောတစ်ခါလောက်မြင်ရရင်ကိုမြတ်ပါတယ်လို့မပြောဘူးလားပြောတယ်နိဗ္ဗာန်မမြင်မချင်းသူတော်ကောင်းတို့တန်တရားဏိဂုံးချုပ်လို့မရဘူးအဲ့တော့တန်တရားဏိဂုံးမချုပ်သေးသေး၍လဲခင်ဗျားတို့ချမ်းသာတဲ့နေရမလားဆင်းရဲတဲ့နေရမလားကြည်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်ကနော်ဒကမာကြီးတရားအကြောင်းဦးဇင်းတို့လေ့လာကြည့်ရအောင်သူ့နာမည်ကဂေါတမီတဲ့ဗါတယ်လေဂေါတမီ
ဂေါရမຫນွယ်ပေါ့ဂေါရမຫນွယ်ဆိုတာတို့ဖះကလည်းပါຫນွယ်တော့ဖះနဲ့အຫນွယ်ချင်းအတူတူပဲအမျိုးຫນွယ်ချင်းတူတယ်ဂေါရမຫນွယ်ဘွားအဲ့ဒီမှာတို့ဖះလက်ထက်မှာနာမည်ကြီးခဲ့တဲ့ဂေါတမီ3ယောက်ရှိတယ်မြတ်စွာဘုရားအလောင်းတော်သိဒ္ဓထမင်းသားကိုနှုတ်ကြိုတိုက်ကျွေးပြီးမွေးမြူခဲ့တဲ့မိထွေးတော်ဂေါတမီဒါဘုရားရဲ့အလောင်းတော်ရဲ့မေတော်မာယာရဲ့ညီမဂေါတမီဒါကမိထွေးတော်ဂေါတမီနောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသိဒ္ဓထမင်းသားဘဝနဲ့ထိနှံဆုဆံပြီးတော့ရသောတရားကိုသိမ့်ပိုက်မောင်းမပေါင်း46,000နဲ့ຫນွေမိုးဆောင်ပြတ်သက်နဲ့စံနေတဲ့အချိန်မှာဘုရားအလောင်းတော်ကိုတစ်ဖက်သက်ချစ်ကြိုက်နေခဲ့တဲ့ဘုရားအလောင်းတောထွက်တဲ့နေ့မှာပဲဂါထာလေးသိပြီးတော့အလွမ်းတင်နေတဲ့ဂေါတမီနှမတော်ဂေါတမီဆိုတာတယောက်ရှိသေးတယ်နော်အဲ့ဒီထဲကအခုတည်းဒီဂေါတမီသူကတော့နာမည်ဒူးတစ်ခုနဲ့လာလိုက်မယ်သူကဂေါတမီတတ်တအဲ့ဒီဂေါတမီကသာဝတိပြည်ကတထေသမီးလေးအမတန်ချမ်းသာတယ်မွေးဖွားကစားကဂေါရမຫນွယ်ပါဂေါရမီသတို့သမီးလေးကချမ်းသာတဲ့မိဘကပေါက်ဖွားလာတယ်ဖြစ်ချင်တော့သူအရွယ်ရောက်အပြိုအရွယ်ရောက်လို့သုံးတော့မယ်ဖြုံးတော့မယ်ပျော်ပါတော့မယ်အရွယ်ရောက်မှမိဘတွေကအကြောင်းအားလျော်စွာစီးစိမ်တွေကုံဆုံးသွားအခုနေလို့လဲသုံးနိုင်ဖြုံးနိုင်ခဲ့တဲ့ကာလမရှိဘူးလားအခုကျတော့သုံးနိုင်ဖြုံးနိုင်တဲ့ကာလလားမသုံးနိုင်မဖြုံးနိုင်တဲ့ကာလစီးပွားရေးသိမ့်မကောင်းတစ်တော့လည်းကုန်ပြီနော်လှုပ်เสียကအလုတ်ခွင်ကကြက်နော်ဝယုံသုံးကားဖြစ်နေတဲ့အခါရောမရှိဘူးလားပြည်လဲတဲ့အခါလည်းရှိတယ်မပြည်လဲတဲ့အခါလဲအခုဂေါရမီကလည်းမွေးတုန်းကတော့တထေသမီးပဲအရွယ်လဲရောက်ကောမွဲသွားလိုက်တာကုန်းကောက်เสียတောင်မရှိတော့မိဘနှစ်ပါးကိုသူကဒီသမီးလေးတယောက်တည်းရှိတာဆိုတော့ဒီသမီးကမိဘကလည်းအရွယ်လွန်သွားလို့မရှာနိုင်မဖွေနိုင်မလုံနိုင်မကင်နိုင်တဲ့အချိန်ကြမှာစီးစိမ်ကုန်သွားတော့ဒီသမီးလေးကရှာဖွေကျွေးရတော့မိဘကိုပင်ပင်ပန်းပန်းရှာဖွေကျွေးရတော့အပြိုရွယ်လေးဖြစ်ပေမဲ့ခန္ဓာကိုယ်ဖွင့်ပြိုးနိုင်ခြင်းမရှိတော့ဘဲနဲ့ကြုံလီပြီးတော့ပိန်နေလို့သူ့ကိုကိတ္တာဂေါရမီဗါတဲ့ကိတ္တာဂေါရမီဆိုတာအမတန်မှပိန်ပြီးတော့ကြုံလီတဲ့နော်အမျိုးသမီးလေးမို့လို့သူ့ကိုဂေါရမီနာမည်ကနေရှေ့ကပုတ်ကိတ္တာဂေါရမီပိန်6ကတ်နေတဲ့နော်ဂေါရမီနော်ပိန်သေးတဲ့ဂေါရမီမပိန်သေးပေါ့ဟုတ်လားအဲ့ဒါလို့နာမည်လေးတွင်ပြီးတော့နေတယ်သူကကိတ္တာဂေါရမီအဲ့ဒါသူ့လိုပဲထူးထူးခြားခြားဖြစ်နေတာကအဲ့ဒီသာဝတိပြည်မှာပဲဂရေ40ကျွယ်တဲ့တထေးကြီးတယောက်ရှိတယ်ဗါတဲ့ဂရေဘယ်လောက်ရှိတယ်ဂရေ40ကျွယ်တဲ့တထေးကြီးတရက်ကြတော့မနေ့လင်းလာအေးရထမျက်နှာသိပြီးတော့ဗန္နာစိုးစီဗန္နာအိမ်မူရေးရတဲ့စီမံခန့်ခွဲဖို့အတွက်ဗန္နာတိုက်ဗန္နာဖွင့်ပြီးတော့ယူတဲ့အချိန်သူစည်းစိမ်ဗန္နာရွှေငွေတွေ6တန်ပရမများတွေအားလုံးကမီးသွေးတွေဖြစ်ဘာတွေဖြစ်ဗန္နာပိုက်ထဲမှာသူဒီနေ့အတွက်လုပ်ငန်းခွင်သုံးဆွဲဖို့ရွှေကလေးထုတ်ရောင်းမယ်ဆိုပြီးတော့ရွှေကြိုးလေးသွားယူတော့သူယူမယ်လဲလောက်ကောဘာတွေဖြစ်ကုန်စီးစိမ်မှန်သမျှလက်မမှာဆွဲထားလက်မှာစွတ်ထားတဲ့လက်ကောက်ဆွဲကြိုးကအစအားလုံးပါဖြစ်သွားလဲဆိုတော့မီးသွေးတွေဖြစ်သွားတယ်အဲ့ဒီမှာတထေးကြီးစီးစိမ်တွေကုန်ပြီငါအလကားဖြစ်ကုန်ပါပြီဆိုပြီးတော့စိတ်ဓာတ်တွေကြာပြီးတော့
အိယာဖြာကလဲစိတ်နှလုံးတွေပူပန်တာစီးစိမ်ကုန်သွားပြီမိသားစုစုလုံးအပူမီးတွေတဟုံးဟုံးတောက်ပေါ့အဲ့ဒီမှာတထေးဆိုတော့မိတ်ဆွေသင်္ကားရှိတော့မိတ်ဆွေတယောက်ကလာလေတော့အိမ်မှာတအိမ်လုံးကလည်းမျက်ရည်ဆက်လက်နဲ့တထေးကြီးကလည်းအိယာပေါ်မှာကရင်ပေါ်မှာပက်လက်ဆိုတော့တထေးကတော့မေးတယ်တထေးကြီးပဲရောက်နေတော့အိမ်မှာရှိပါတယ်တအိမ်လုံးလည်းမျက်နှာမကောင်းဘာဖြစ်နေကြလဲမပြောချင်ပါဘူးဒါပေမဲ့ငါတငယ်ချင်းပဲမလို့ကရင်ပေါ်မှာကဲပြောသားငါတွေ့သားဆိုတော့တငယ်ချင်းနှစ်ယောက်တွေ့တော့မေးတယ်မင်းဘာဖြစ်တာတော့ဒီလိုပဲကွာငါမပြောချင်ပါဘူးငါတော့ကုန်းပါပြီငါစည်းစိမ်နေအားလုံးဘာဖြစ်ကုန်မီးသွေးတွေဖြစ်ကုန်ဘာတွေဖြစ်ကုန်လဲအဲ့ဒါကြောင့်ငါစိတ်တက်ကြပြီးတော့ငါဘာလို့မှမသိဘူးကွာအခုလူလောကလည်းထွက်ဖို့မျက်နှာပြဖို့တောင်တော်တော်ခဲရင်းနေပြီဟိုမှာငါမိမလည်းပဲဆွဲထားတဲ့ဆွဲကြိုးအစားမီးသွေးခဲတွေဖြစ်နေတယ်အဲ့တော့ဘာမှငါတို့ရောင်းစားစရာသုံးစားစရာလည်းမရှိဘူးတို့တွေဘာလို့မှမသိဘူးဆိုတော့ဩဒါတငယ်ချင်းသူကလာလေတဲ့တငယ်ချင်းကမြတ်စွာဘုရားရဲ့သားတော်ဗုဒ္ဓဘာသာတဲ့ဘာဘာသာလဲဗုဒ္ဓဘာသာဆိုတော့ဗုဒ္ဓဘာသာတို့ရဲ့အခြေခံယုံကြည်ချက်ကသာဓုဗျာမေးတောင်မမေးရသေးဘူးဖြေတာထူးချွန်လိုက်တဲ့ကလေးတွေနော်သိကောင်းနေဗုဒ္ဓဘာသာမှန်ရင်အောက်ထစ်ဆုံးမှန်ကန်တဲ့ယုံကြည်ချက်တစ်ခုရှိရမယ်အဲ့ဒီယုံကြည်ချက်ကဘာလဲကံအကျိုးကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်ပြန်ပြောမကောင်းတာလုပ်ရင်တူသောအကျိုးမထဗါတဲ့ပြန်ပြောသားသူများလှုပ်တာကိုယ်အကျိုးပေးတာလားကိုလှုပ်တာကိုယ်အကျိုးပေးတာလားသဗ္ဗေသတ္တကမ္မတကသတ္တဝါတွေဟာကံစီမံတဲ့အတိုင်းခံနေရတယ်ဆိုတာမသိကြဘူးလားဒါကိုတထေးတငယ်ချင်းကဗုဒ္ဓဘာသာဖြစ်နေတော့တမာဒိဋ္ဌိအယူရှိတော့သိတယ်တကယ်ရင်တဲ့ဒါအကြောင်းမလားလို့ဖြစ်လာတော့သူပိုင်ရှင်နဲ့တွေ့မှမင်းဒီစည်းစိမ်နေပြန်ရမှာမင်းတို့အတွက်ဥစ္စာရခြင်းကုန်သွားပြီပါတယ်ကုသိုလ်ကံအရှိန်စောကုန်ပြီးတော့ဘာအကျိုးပေးလာအကုသိုလ်အကျိုးပေးလာပြီဒီတော့ဥစ္စာရှင်အမှန်ရှာမရမယ်တကယ်ချင်းဘယ်လိုရှားမလဲကွာမင်းကလည်းစိတ်ညစ်နေပါလေဆိုမှမညစ်နဲ့မင်းကငါပြောတာအမှန်လာထမင်းအဲ့ဒီမိသွေးတွေယူဘာလို့ရမလို့ဈေးထဲမှာသွားလမ်းလေကောင်ဖြာခင်းပြီးရောက်ဘာလို့လဲလမ်းလေကောင်ဟာကွာမင်းစိတ်ညစ်နေပါလေဆိုမှငါမနှောက်စမ်းမနဲ့မင်းနောက်တာမဟုတ်ဘူးဟဲ့ကောင်သွားသူများတွေကအသီးအရွက်တွေအသားငါးတွေရောင်းတာနင်ကမီးသွေးတွေထိုင်ရောင်းနေသလားတထေးယူနေလားလို့ပြောရင်အေးကိုရှိတာကိုရောင်းတာဘာတတ်နိုင်မလဲလို့သာပြောလိုက်ဟုတ်ပြီနော်ဈေးဝယ်တဲ့လူကဒါမီးသွေးမြင်လို့မီးသွေးတွေပဲလို့ပြောပြီးမီးသွေးဝယ်ရင်မရောင်းနဲ့ထိုင်ရောင်းနေတာတော့မီးသွေးပဲအဲ့တော့တထေးကြီးမီးသွေးထိုင်ရောင်းနေသလားအေးဟုတ်တယ်သူများကကောက်ပဲစားစရာတောက်စရာတွေအဝတ်အထည်တွေဒီလိုရောင်းတာမင်းကမီးသွေးရောင်းသလားဟုတ်တယ်ငါရှိတာငါရောင်းတာလို့သာပြောလိုက်အေးအဲ့ဒီထဲမှာထူးခြားတဲ့ဈေးဝယ်ပါလာပြီးတော့ဟဲဘယ်နဲ့သူများတွေကအဝတ်တွေအထည်တွေစားစရာတောက်စရာတွေရောင်းတာမင်းကဆွဲကြိုးတွေလက်ကောက်တွေရွှေတွေငွေတွေကိုဖြာပေါ်ပုံရောင်းနေရသလားလို့မေးရင်တော့မင်းဘယ်မလဲအဲ့ဒီစိန်တွေရွှေတွေလို့မေးလိုက်ဒီမှာမတွေ့ဘူးလားလို့သူ့လက်နဲ့ကင်လိုက်ရင်စိန်ရွှေဖြစ်သွားလိမ့်အဲ့ဒီဖြစ်သွားတာကိုမင်းလက်ထက်ခံယူအဲ့ဒါမင်းရအဲ့တော့အကယ်၍အဲ့ဒါလို့ပြောလာတဲ့ပုဂ္ဂိုလ်ကမိန်းကလေးဖြစ်ခဲ့ရင်အိမ်တော်ရှိမရှိမေးပြီးမရှိရင်မင်းသားနဲ့ပေးစားအဲ့ဒီစည်းစိမ်အလုံးသူ့ပစ္စည်းသူပဲယူတော့သူပေးသလောက်ပဲမင်းစားတော့ဟုတ်ဘူးလားအကယ်၍ယောက်ျားလေးဖြစ်တဲ့လူကဈေးဝယ်လာရင်တွေ့တာဆိုရင်မင်းသမီးနဲ့ပေးစားလိုက်ဟုတ်ဘူးလားဟဲ့
အဲ့ဒါသူပစ္စည်းပဲသဘောပါသလားဥစ္စာပါစောင့်ကံစောင့်နဲ့မှတ်ထားဥစ္စာအသက်ကိုအောင်မယ်ပြောရလိုက်တာဒါဖြင့်ကိုယ့်အသက်ကိုဘယ်သူစောင့်ဉာဏ်စောင့်နေဘာစောင့်လဲကဲကိုအသက်ရှိအောင်ဂယုစိုက်ပြီးနေလို့ရနိုင်မရနိုင်အနာကင်းအောင်နေလို့မရဘူးလားအစားအသောက်ကိုဆင်ခြင်ပြီးတော့စားမယ်မှန်မှန်လေ့ကျင့်ခန်းလုပ်မယ်ကိုယ်လည်းလေ့ကျင့်ခန်းလုပ်မယ်ကျမ်းမာရေးအတွက်လိုက်စားမယ်ဆိုရင်အသက်ရှည်ရှည်အနာကင်းကင်းနေလို့ရနိုင်မရနိုင်အခုနင်တို့မြန်မာနိုင်ငံမှာယောဂါတွေထူပြောနေတာဘာဖြစ်လို့အသက်ပါစောင့်ယောဂါထူတာဘာဖြစ်လို့ဉာဏ်မရှိလို့ပေါ့အိုက်တာပြန်ပြလားအခုတတိုင်းပြည်လုံးယောဂါတွေထူနေဘာဖြစ်လို့အခုနင်တို့ခန္ဓာကိုယ်လေးတွေသေးသေးကြုံကြုံလီလီနဲ့လူတကာနိုင်ငံခြားသားတွေနဲ့ရှင်ပြီးရနိုင်သလားမရနိုင်ဘူးနိုင်ငံခြားသားတွေရှင်ချင်းတို့ခွာသေးသေးပဲရှိတယ်သိလားခွာသေးသေးဘာလဲနင်တို့အရကအဲဈေးရှင်းနဲ့တောင်ရှင်မရနဲ့ပုနေသဘောပါလားအဲ့ဒါဘာဖြစ်လို့အသိဉာဏ်နေတော့ခန္ဓာကိုယ်အတွက်အာဟာရဖြစ်အောင်မစားတတ်ဘူးကိုကျမ်းမာအောင်ဘယ်လိုနေရမလဲဆိုတာမသိစားတဲ့အစာတိုင်းကအခုမြန်မာအစားအစာဆိုများသောအားဖြင့်ငါတို့မနေ့ကတော့မှကပ်ပြရတွေကတ်သေးတယ်နော်စီကြော်မုံနေခါရင်တော့တိခန့်စားနေတယ်မနေ့ကတော့စိတ်ယူကပေါက်နေတာနဲ့တခါလာလဲဒီအကျော်တွေနောက်တစ်ခါလဲလဲဒီအကျော်တွေဆိုင်ကဝယ်လာတဲ့အကျော်ဆိုတာဆိုင်ကစီဆိုတာကတခါကြော်ပြီးသွန်ပြစ်လိုက်တာလားအဖန်ပန်ထပ်ကြော်တာလားအဲ့ဒါပြေးဝစီတဲ့ဗိုက်ထဲရောက်အစာလုံးဝမကြည့်တော့နော် तू ကအစီတွေအဖြစ်ခန္ဓာကိုယ်ထဲမှာစုပြီးသွေးကြောတွေထဲမှာရှောက်ပိတ်တယ်အဲ့ဒါဗမာတွေစားတဲ့အစားအဲ့ဒီအကျော်တွေပဲများတယ်ငါကြော်ကြက်သားကြော် तू ကဘာစားမကြော်ရရင်ကိုမနေနိုင်ဘူးမုံလားမုံချင်းလဲကြော်ဆိုတော့အသီးရွက်လဲကြော်ပြီးမှစားတယ်အသားငါးလဲကြော်ပြီးမှစားတယ်ဆိုတော့အဲ့ကြော်ထားတဲ့စီတွေကခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာပိတ်ပြီးတော့အခုအဖက်ဖက်ကသွေးတို့စီးကြိုကြောက်ကနှလုံးနော်အသေးအစီဖုံးများစွာမရှိဘူးလားကြိုက်တဲ့လူစစ်လိုက်မလွတ်ဘူးဘာဖြစ်လို့ဆိုတော့စားနေတဲ့အစာဟာဘေးဖြစ်မဲ့အစာကိုရွေးစားနေအဲ့တော့အာဟာရဖြစ်မှန်းဘေးဖြစ်မှန်းမှမသိတာဘာမရှိလို့ကျင်သလားအစားအသောက်အနေထိုင်ငါစတို့နိုင်ငံပြောင်းအောင်မပြောင်းနိုင်ရင်တော့ဒီလူမျိုးကတုံးတော့မှသိမ့်မကြတော့မျိုးပြုံးတော့မှရှင်းတယ်နော်သဘောပေါက်သလားအဲ့တော့ဟိုးဘေးကအိန္ဒိချင်းနိုင်ငံတွေကလည်းအစားအသောက်နဲ့နင်တို့နိုင်ငံကိုတတ်နေတယ်မျိုးစေ့ပေါင်းစုံနဲ့တတ်နေတယ်အခုစပားကစနင်တို့အန္တရာယ်ကင်းတဲ့မျိုးစေ့မရှိတော့ဗီဇတွေကိုပြောင်းလဲထားပြီးတော့မှအထွတ်တိုးဆိုပြီးလှုပ်ချလိုက်တာအဲ့ဒီမှာဟော်မုန်းဓာတ်တွေအပြောင်းလဲဖြစ်ပြီးတော့နင်တို့နောက်မှသားသမီးတောင်မထွန်းကားနိုင်လောက်အောင်ကျမ်းမာရေးပြက်ပြားနိုင်မဲ့မျိုးစေ့တွေဗမာပြည်မှာဖြန့်ထားပြီးအသိဉာဏ်ကျွယ်ဝတဲ့နိုင်ငံဆိုတော့သူများလှုပ်သမျှမင်းတို့ခံရှင်းတယ်နော်အသက်ပါစောင့်ဥစ္စာအဲ့တော့အသိဉာဏ်လိုအပ်မလိုအပ်အဲ့တော့ပြီးရောဖြစ်တယ်လို့နေရမှာလားအသိဉာဏ်ရှိဖို့ကြိုးစားရပါလားကြည်ဒီမှာဒီတထေးစီးစိမ်တွေအကုန်မိသွေးကဲဖြစ်သွားတယ်ဘာလို့ရမှာသိဒါပေမဲ့အကြောင်းအကျိုးကိုနားလေတဲ့ဗုဒ္ဓရဲ့တပိသားသာဝကတငယ်ချင်းမိတ်ဆွေကောင်းကတငယ်ချင်းနဲ့မင်းပြေးမနေနဲ့စိတ်တကြမနေနဲ့ဘာမှမထူးဘူးငါလည်းကြည့်တာမိသွေးကဲပဲမြင်တယ်ဒါငါပိုင်နဲ့ငါပစ္စည်းမဟုတ်ဘူးအဲ့တော့မင်းဥစ္စာရှင်ရှာမဖြစ်မဲ့သွားငါပြောသလိုလှုပ်ချီအသေးချာမာလိုက်တော့တထေးကြီးတဲ့ကဲနောက်ဆုံးနီလန်းပဲမတတ်နိုင်တော့ဘူးဆိုပြီးတော့အဲ့ဒီမိသွေးခွဲတွေအိတ်နဲ့ဆွဲသွားပြီးတော့
ဈေးအလဲကောင်းမှာဖြာခင်းပြီးတော့မိသွေးတွေပုံရောင်းထုံးစံအတိုင်းပဲဖြတ်သွားဖြတ်လာတွေဟာဒီတတိယူသွားပြီတဲ့နဲ့ဒီလောက်ချမ်းသာတဲ့ဂရေ40ချမ်းသာတဲ့လူကြီးကဒီမှာဈေးထဲလာပြီးဘာလာရောင်းတထေးကြီးလှုပ်เสียအလုပ်မရှိတော့ဘူးလားဘယ်နဲ့မိသွေးတွေလာရောင်းအေးကွာငါလည်းရှိတဲ့အလုပ်လေးဆိုတော့တချို့ကလည်းဒါတထေးရရရှိနေတဲ့ထင်းနေမှာပေါ့ကွာနော်အဲ့တော့မိသွေးကဲမြင်တဲ့လူတွေကမိသွေးပဲမေးကြတော့တထေးကြီးကလည်းအေးဟုတ်တယ်ငါရှိတာငါရောင်းရတာပဲပြောတယ်ဘဝဉ္ဇဉ်ကအသိဉာဏ်မဲ့တဲ့လူတွေကတော့ဘယ်နာလဲမလဲမသိဘူးပေါ့အဲ့ဒီမှာတိုက်ဆိုင်ခုနကအရွယ်ရောက်လာမှမွဲသွားလို့အစားအသောက်တောင်ဝဝလွင်လင်မစားရမိဘနှစ်ပါးကိုအမျိုးသမီးလေးဓာမဲ့ပင်ပန်းပန်းရှာဖွေကျွေးနေရတဲ့ကိသဂေါရမိဘယ်သူလဲကိသဂေါရမိကလည်းသူ့ရတဲ့လှူအားကလေးနဲ့မိဘကိုချက်ပြုတ်ကျွေးမလို့ဈေးဝယ်လာရင်းနဲ့သူကအခုလောလောဆယ်သာနွမ်းပါဆင်းရဲနေတာနော်ဆင်းရဲနွမ်းပါနေတော့အစားအသောက်တောင်ဝဝလင်လင်မစားရတော့ခန္ဓာကိုယ်ကပိန်လိနေတာကံမကောင်းတဲ့အချိန်ဆိုတော့ရုပ်လက္ခဏာတွေကလည်းမွဲတည်နေတာပေါ့ကွာဒါလေးမှတ်ထားအဲ့တော့မင်းတို့ဘုသူဒ္ဓရအောင်ဦးဇင်းကနည်းနည်းပြောပြအောင်မယ်ဦးဇင်းတို့ငယ်တုန်းကဦးဇင်းတို့ငယ်တုန်းကလေ့ကျင့်ပြီးတဲ့စိတ်တရရလေ့ကျင့်ပြီးတဲ့ဆရာတယောက်ရှိတယ်အဲ့ဒီဆရာကသူကတစ်နှစ်ကိုတစ်ကြိမ်အဲ့ဒီခေါင်းတော့ကတော့အခုချိန်အခုခေတ်လိုကင်မရာတွေကမပေါ်သေးဘူးအခုခေတ်တော့မင်းတို့ကလက်ထဲဖုန်းရှိရင်ဒါကင်မရာရှိနေတယ်လို့ဖြစ်နေတာအဲ့တော့ဓာတ်ပုံဆိုင်သွားပြီးတော့ဓာတ်ပုံရိုက်ရတယ်အဲ့ဒါသူကတစ်နှစ်ကိုတစ်ကြိမ်ဇန်နဝါရီလစမ်းတိုင်းနှစ်သက်ကူးပြီဆိုရင်သူကတော့သူပြောတာသူမွေးနေ့ပေါ့မွေးနေ့ရောက်တိုင်းတစ်ကြိမ်သွားပြီးဓာတ်ပုံရိုက်တယ်တဲ့ဘာအတွက်လဲလို့မေးတော့ဓာတ်ပုံရိုက်လိုက်တယ်ဆိုတာဓာတ်သားပေါ်မှာကိုယ့်ရဲ့ရုပ်အယောင်အဝါသွားပြီးတော့ထပ်တာတဲ့အဲ့တော့ကံကောင်းတဲ့နှစ်ဆိုရင်အယောင်ကတောက်နေတယ်တဲ့ကံမကောင်းတဲ့နှစ်ဆိုရင်အယောင်ကမှိန်းနေတယ်တဲ့သေကံသီးသူများဆိုရင်အယောင်ကဝါတောင်သွားတယ်ရှင်းလားအဲ့ဒါလေးမှတ်ထားဒါသင်္ကေတလေးတစ်ခုနော်ဓာတ်ပုံရိုက်တဲ့အခါအုပ်စုလိုက်ရိုက်တယ်ဆိုတော့ဥစဉ်ကတော့သတိထားကြည့်မိတယ်သေကံသီးလူအုပ်စုထဲမှာပါလာရင်အဲ့ဒီဓာတ်ပုံပြန်ကြည့်လိုက်သူသေကံသီးရင်ကြည့်လိုက်ရင်အဲ့ဒီထဲမှာသူတယောက်တည်းဝါနေအဲ့ဒါလေးမှတ်ထားဒါသင်္ကေတလေးတစ်ခုနော်ကံရဲ့တတ္တိနဲ့ယက်တီနေရတဲ့ရုပ်ဖြစ်တော့ကံမိန်ရင်ရုပ်ကလည်းမိန်သွားတာကံတက်ရင်ရုပ်ကလည်းတက်လာတာရုပ်ကအယောင်ဝါကအဲ့ဒါလေးမှတ်တာအဲ့တော့ဒီမှာကိတ္တဂေါရမိကံနဲ့လို့ကံမကောင်းတဲ့အချိန်နဲ့ကြုံတော့အစားသောက်တောင်ဝလွင်အောင်မစားရတော့ပိန်လိန်ဖြစ်နေလို့သူ့ကိုကိတ္တဂေါရမိလို့ခေါ်တယ်သူကဈေးချင်းလေးပိုက်ပြီးတော့ဈေးဝယ်လာတော့သူတွေ့တော့အခုသာမွဲနေတာသူကငကိုကယုံနေတဲ့ဘဝကလာတာလားမြင့်မြတ်တဲ့ဘဝလာတာလားအေးတထေသမီးနော်မျိုးရိုးအနွယ်ကောင်းတယ်ဒါတခြားပြောတာမဟုတ်ယုံညံ့တဲ့အမျိုးနဲ့မြင့်မြတ်တဲ့အမျိုးကအကွာကြီးကွာတယ်ဘယ်လိုကွာလဲအကျင့်သိက္ခာတွေမှာကွာတယ်ကြည့်ကိတ္တဂေါရမိကကြည့်လိုက်တယ်ရွှေတွေစိန်တွေကြောက်တံပရမများတွေကိုဖြာကြီးနဲ့ခင်းရောင်းနေတော့ဟဲ့ဒုက္ခပဲအမျိုးမြတ်တဲ့လူဆိုတော့အနာကပ်ပြီးဦးကြီးတဲ့တို့ပြောတယ်ဒါအမျိုးယုံနေတဲ့လူဆိုရင်ဒီဒါတွေဘယ်လောက်ရောင်းသလဲဆိုပြီးတော့ဝယ်သွားမှာပေါ့ဘေးကလူတွေကမိသွေးပြောနေတာအဲ့တော့ तू ကအော်ကျဟစ်ကျမပြောဘူးနော်အမျိုးကောင်းသမီးလေးပြီးအနာကပ်ပြီးတော့ဦးကြီးတဲ့ဘာဖြစ်လို့စိန်တွေရွှေတွေကိုလမ်းမှာချရောင်းနေတာလဲတဲ့ဆိုတော့ဟင်သမီးဘယ်မှာလဲစိန်တွေရွှေတွေဒီမှာလေဦးကြီးရဲ့သူကင်လိုက်တဲ့ဟာတွေဘာဖြစ်သွား
စိန်ရွှေငွေကြောက်တံပရမပြန်ဖြစ်သွားတယ်။ဒါဆိုရောဦးကြီးဆိုတော့သူပေးလိုက်တော့မှဟဲ့သမီးတွေ့ပြီခဏလေးနင်ဘယ်မှာနေတာတော့ဆိုတော့မြို့စင်ကြီးဘုံပေါ့နော်စီးစိမ်ပြုတ်ကုံသွားတော့တိုက်တွေအိမ်တွေအကုန်ရောင်းဝယ်ပြီးတော့စင်ကြီးဘုံဟိုကျူးကျော်ရက်ွက်ကလေးမှာစင်စင်ရဲရဲနေတာပေါ့နော်ချိုချိုတဲ့အဲ့တော့အဲ့ဒီမှာနေတယ်ဆိုတော့လာလိုက်ခဲ့ဆိုပြီးတော့သူဖြာတဲ့ဟာလေးတွေထုတ်ထက်ပြီးတော့သိမ့်ပြီးတော့သွားတယ်သွားကြည့်တော့သူမိဘတွေနဲ့တွေ့ပြီးတော့ဒီကိတ္တဂေါရမီလေးကိုမေးကြည့်တော့အိမ်တော်ရသားကြပြီလားအိမ်တော်ရှိသလားမရှိဘူးမရှိရင်သူ့သားနဲ့ပေးစားပါမယ်ဒါဒီလိုပဲဥစ္စာရှင်တွေ့တာပါပဲဆိုနှုတ်နှစ်ဖက်မိဘတွေပြောဆိုကြောင်းလန်းတော့ဟိုမှာလဲဆင်းရဲနွမ်းပါပိန်လီနေတဲ့ဒီဘယ်လိုပြောမလို့နော်ငကြီးကြောက်ကြက်တင်ထားသလိုဟုတ်လားတယောက်တယောက်နင်တို့မိမတွေမတဲ့ရင်ဆဲတာမလားအဲ့ဒါဟုတ်လားအဲ့ဒါလို့နော်ဝချမ်းပြားထောင်ထားသလိုပဲလိမ့်မွေသီးလို့ဘယ်သူကြိုက်မဲ့လို့ရှိတော့ဘယ်သူမှကြိုက်မဲ့လို့မရှိဘူးအဲ့ဒါအခုဒီမှာတထေးကြီးကဂရေ40ကျွဲတဲ့တထေးကြီးကသူ့သားနဲ့ပေးစားမှာပဲဆိုတော့ဒီအမေဖိတ်သဘောမတူဘဲနေမလားအဲ့ဒါနှခွဲအကြောင်းလန်းပြီးတော့မှကဲငါသားနဲ့ယူဆိုပြီးတော့မှဒီပစ္စည်းတွေနင်းပစ္စည်းတွေပဲသူ့လက်နဲ့ထိမှကြောက်တံပရမရွှေငွေပြန်ဖြစ်တယ်သူ့လက်နဲ့မထိမချင်းပါတွေဖြစ်မိသွေးတွေဆိုတော့ဒီပစ္စည်းအလုံးကိတ္တဂေါရမီမပိုင်ဘူးလားပိုင်သွားတယ်ပိုင်သွားတော့အခုတထေးသမီးတထေးကတော့တော့မဟုတ် तू ကတထေးမကြီးဖြစ်သွားတယ်ဒီပစ္စည်းအလုံးက तू ပိုင်တာဟုတ်ဗျ तू ပေးမှစားရတော့မှနှစ်ဖက်မိပါဟုတ်ကလားသို့တော့အမျိုးကောင်းသမီးဆိုတော့လက်ပစည်းအုပ်အပိုင်သိမ့်တာမဟုတ်ဘူးနှစ်ဖက်ကိုမျှတနော်မိဘသဖွယ်ပဲမိဘနှစ်ဖက်သောမိဘကိုပြုစုလှုပ်ကြွေးပြီးတော့နေတယ်ကဲဆင်းရဲတခါအမျိုးမျိုးအဖုံပုံပြောင်းလဲပြီးတော့မနေဘူးလားအဲ့ဒါဘသူကစီမံနေတာလေအဲ့ဒါဘသူစီမံတာအဲ့တော့ခုဦးဇင်းတို့သူတော်ကောင်းတို့မှာလဲကိတ္တဂေါရမီလို့ပဲကိတ္တဂေါရမီကအတိတ်အကြောင်းကောင်းခဲ့တဲ့အတွက်တထေးသမီးဘဝမရဘူးလားရပါမယ်အကြောင်းမကောင်းပြန်တော့အရွယ်ရောက်လာမှဘာဖြစ်သွားဦးဇင်းတို့ကဒါကိတ္တဂေါရမီဇတ်ကိုဟောရင်ဦးဇင်းတို့ကိုတွေ့ပေါ့ဦးဇင်းတို့ငယ်ငယ်ကဦးဇင်းတို့မိဘတွေကစီးပွားရေးအယောင်းဝယ်အမတန်ဖြစ်တာအခုနေတို့အရက်ဒေသတို့တရားကလေးတရားအကျိုးဆောင်ဖွဲ့ခေါင်းဆောင်ပြောသလိုအခုချိန်ကဗျာဒီဘက်ကစီးပွားရေးမဖြစ်ဘူးတဲ့အကုန်လုံးအဖက်ဖက်ကဒုက္ခရောက်နေကြတာတဲ့ဦးဇင်းရည်မိတယ်ဦးဇင်းတို့ငယ်ငယ်တုန်းကလည်းအရွယ်မရောက်ခင်ကိုမသုံးနိုင်မဖြုံးနိုင်ခင်တုန်းကတော့အိမ်မှာပတ်စံနေပေါ်လိုက်တာအဖေကရှာပေးတာကိုကဘန္နာဒိန်းလောက်ရတယ်သုံးမှမသုံးတတ်သေးပဲကိုစာလိကနန်းလေးရေးတတ်ပြီ၄တန်း၅တန်း၆တန်းရောက်ပြီဆိုတော့ကိုကစရင်ကင်ပေးရတယ်ဝင်ထုတ်လိုက်ရသွင်းလိုက်ရဒီဗီယိုကြီးတွေထဲမှာငွေတွေကိုသုံးမဲ့အရွယ်၈တန်း၉တန်းလဲရောက်ကိုရောအရွယ်ရောက်ပြီသုံးတော့မဲ့အချိန်လဲရောက်ကိုအိမ်ကမွဲသွားတာတပြားမှမရှိတော့အဲ့တော့အရွယ်ရောက်တော့တက္ကသိုလ်တက်တော့မယ်ဆိုပတ်စံမရှိတော့ကျောင်းထွက်ဖို့တောင်ကြိုးစားပြီးတော့မှအလုတ်လုတ်ပြီးတော့ကျောင်းတက်ရအဲ့တော့အကြောင်းတရားနဲ့အကျိုးတရားတွေဆိုတာမရှိဘူးလားဘာပေါ်မိနေရလို့ကံပေါ်မိနေရဘယ်ပေါ်မိနေရလဲအခုသူတော်ကောင်းတို့သဗ္ဗေတ္တာကာမတကာဆိုပြီးခမရတို့ကျွတ်တို့အားလုံးကဘယ်ပေါ်မိနေရကံပေါ်မိနေရတော့ကံမှာလဲတို့ပြုခဲ့တဲ့ထဲမှာအဝိဇ္ဇာပစ္စယသင်္ခါရအားလုံးမကြားဘူးလားကြားဘူးလေအဲ့ဒီသင်္ခါရမှာသင်္ခါရဆိုတော့ပုံညာပိသင်္ခါရအပုံညာပိသင်္ခါရဒီလိုမပြောဘူးလားပြောတော့ပုံညာပိဆိုတဲ့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာရောမရှိဘူးလားအကုသိုလ်တွေလုပ်ခဲ့တာရောကောင်းပြီအလုံးကိုယ့်ကိုအကျိုးပေးမဲ့ကံတွေကိုဘယ်သူလှုပ်ထားတာလဲသိကြတယ်နော်ကောင်းပြီအလုံးစဉ်းစားပြီးဖြေအခုအတိတ်ကသူတော်ကောင်းတို့လှုပ်ထားခဲ့တဲ့ကုသိုလ်ကောင်းမှုတွေရှိမရှိအကုသိုလ်တွေရောကဲဒီအချိန်မှာကုသိုလ်ကောင်းမှုပဲအကျိုးပေးပါအကုသိုလ်အကျိုးမပေးပါနဲ့
လုပ်လို့ရလားဒါဖြင့်ဒီဘဝအကုသိုလ်တွေကြီးအကုန်ကျိုးပေးလိုက်တော့ကွာမထူးနောက်ဘဝကျမှကုသိုလ်တွေကြီးခံစားတော့မယ်ရမလားဒါဖြင့်လှုပ်တုံးကတော့ကိုလှုပ်ခဲ့တာပဲအကျိုးပေးတဲ့အခါကျတော့ကိုပိုင်သလားကိုစီမံလို့ဘသူစီမံသွားတာကျေနပ်သလားဒါဖြင့်ရင်အခုခမည်းတော်ဘဝဟာကိုပိုင်ကိုဆိုင်တဲ့ဘဝလားကိုမပိုင်ကိုမဆိုင်တဲ့ဘဝလားကောင်းပြီဒါဖြင့်ရင်မပိုင်တဲ့ကံနဲ့ပဲတန်တရားလည်နေရင်ဒီအကျိုးပေးတွေဟာတည်မြဲမှုရှိပါမလားခိုင်မာမှုရောဒါဖြင့်ကံသည်ကိုပိုင်တဲ့တရားလားမပိုင်တဲ့တရားလားဒါဖြင့်ကိုပိုင်တရားရှာလို့ရမရကိုပိုင်နိုင်တာပါလေလာပြီကိုပိုင်နိုင်တာပါလေသီလပြန်ပြောအခုဒီမှာဗုဒ္ဓမြတ်စွာသာသနာရဲ့အနှစ်သာရကိုပြန်ကြည့်ရင်ဗုဒ္ဓအဆုံးအမသာသနာဘယ်နှရရှိလဲဘာလဲလဲသီလသမာဓိပညာပြန်ပြောမရှိဘူးလားအဲ့တော့အဲ့ဒီသီလသမာဓိပညာတရားတွေကိုကိုပိုင်ကိုဆိုင်ပိုင်ပိုင်နိုင်နိုင်ရယူထားလို့ရနိုင်မရနိုင်ကြည့်အခုသူတော်ကောင်းတို့တွေအလုံးနားလည်ထားရမှာကအဓိသီလအဓိစိတ်ဓာအဓိပညာလို့ခေါ်တဲ့အခုသူတော်ကောင်းတို့တရားအထုတ်တဲ့အခါသီလသမာဓိပညာတရားတွေအထုတ်မယ်ဆိုရင်မဲ့ဉဏ်ဖူဉဏ်တရားတွေများရခဲ့ရင်သောတာပတ္တိမဲ့သောတာပတ္တိဖို့အဲ့ဒီမဲ့ပညာဖို့ပညာရသွားရင်အဲ့ဒီမဲ့ဖို့ဟာတော်ကောင်းတို့တဏ္ဍာကနေဘယ်တော့မှပျောက်ဆုံးသွားခြင်းမရှိတော့ဘူးကုံဆုံးသွားခြင်းဒါဖြင့်အဲ့ဒီမဲ့ဉဏ်သည်ကိုယ်ပိုင်မဖြစ်ဘူးလားဒါဖြင့်ခုတော်ကောင်းတို့လုံနေတဲ့ကံတွေကိုပိုင်သလားပိုင်သလားကောင်းတာလုပ်ရင်ကောင်းကျိုးပေးမယ်ဒါပေမဲ့ဘယ်ချိန်ကျိုးပေးမှာလဲအကြောင်းညီညွတ်တဲ့ချိန်အလုံးဘယ်ချိန်ကျိုးပေးမှာလဲဒါဖြင့်ကိုလိုချင်တဲ့အချိန်ရမှာလားသူကျိုးပေးမှရမှာလားဒါဖြင့်သူစီမံတဲ့အတိုင်းခံနေရတာနဲ့ကိုအလိုကိုကြိုက်တိုင်းစီမံရတာဘယ်ဟာကောင်းလဲဒါဖြင့်ကိုမပိုင်တဲ့ဘဝမှာပဲတန်တရားလည်နေကြမလားပိုင်အောင်ကြိုးစားမလားပိုင်အောင်ကြိုးစားလို့ရနိုင်မရနိုင်ပိုင်စရာလမ်းရှိမရှိအခုခင်ဗျားတို့ကိုဘဝကိုပိုင်ဖို့ကြိုးစားနိုင်တဲ့လမ်းမဲ့ခင်၈ပါးပါတယ်လေမဲ့ခင်၈ပါးသမာဓိဋ္ဌိသမာသင်္ကပ္ပဆိုပြီးမရှိဘူးလားရှိတော့ကဲကြည်စမ်းအလုံးနားလည်ပြီးသားတရားပဲပြောရအောင်ကိုဦးဇင်းတို့သူတော်ကောင်းတို့မှာရှိနေတာခန္ဓာဘယ်နှပါးပြောရလိုက်တာခန္ဓာဘယ်နှပါးခန္ဓာ၅ပါးအကျဉ်းချုံးရင်ဘာနဲ့ပါရုပ်တရားနဲ့မရှိဘူးလားကဲအဲ့ဒီယုံနာမှာအသိဉာဏ်နဲ့ရှင်ကြည့်လိုက်ကိုယ်ရုပ်ကလေးကိုကြည့်စမ်းမြဲသလားမမြဲဘူးလားကိုပိုင်သလားမပိုင်ဘူးလားဒါဖြင့်ဒီယုံနာသည်ဆင်းရဲသောခန္ဓာလားချမ်းသာသောခန္ဓာအခုသူတော်ကောင်းတို့မှာသူတော်ကောင်းတို့ကိုယ်စီယုတ်တရားရှိမရှိဒီယုတ်ကြီးကိုကိုယ့်ယုတ်ကိုပြန်ကြည့်စမ်းတနေ့တခြားပြိုလာသလားအိုလာသလားအိုပြီးရင်နာပြီးရင်မအိုနဲ့လို့ပြောမနာပါနဲ့လို့ပြောမသေးပါနဲ့လို့ပြောဒါဖြင့်ကိုပိုင်လို့လားမပိုင်လို့လားဒါဖြင့်ဒီယုတ်ကိုဘယ်သူပေးထားတာလဲကံပေးထားတာပြန်ပြောကံပေးထားတဲ့ယုတ်ဟုတ်ကလားအဲ့တော့ဒီယုတ်ကိုထောက်ပံ့တာကံစိတ်ဥရုအာဟာရဆိုမရှိဘူးလားအဲ့တော့အလုံးကံပေးထားတဲ့ယုတ်မို့လို့မြဲသလားမမြဲဘူးလားကျင်တယ်နော်အဲ့တော့ဒီယုတ်ပေါ်မီပြီးတော့ဖြစ်တဲ့နံတရားကောမရှိဘူးလားနံမှာဆိုတော့ခံစားရတဲ့ဝေဒနာမှတ်သားရတဲ့သင်ညာပြုပြင်တတ်တဲ့သင်္ခါရသိကြံတတ်တဲ့ဝိညာဉ်ခန္ဓာဘယ်နှပါး၅ပါးထဲမှာနံခန္ဓာဘယ်နှပါးလဲ
၄ပါးအဲ့ဒီ၄ပါးနံခန္ဓာကိုကိုပိုင်သလားနံဆိုတာလေအလုံးသိထားမှာရုပ်ကိုမိဖြစ်တယ်ဘာကိုမိဖြစ်တာရုပ်မပိုင်ရင်နံကိုလဲသိကြတယ်နော်ရုပ်ကိုပြုပြင်ထားတာဘာတူလဲကံရုပ်ကိုပြုပြင်ထားတာဒါဖြင့်ဒီနံကိုဘာတူလွှမ်းမိုးမှုအောက်ရောက်နေလဲကျင်တယ်နော်ကောင်းပြီအဲ့တော့ဒီယုတ်ဒီနံကိုတို့တွေကအခုဉာဏ်နဲ့ပြန်ကြည့်မယ်ဉာဏ်နဲ့ပြန်ကြည့်တော့ဒီယုတ်ဒီနံသည်မြဲသောတရားလားမမြဲသောတရားလားကိုပိုင်သလားမပိုင်ဘူးလားဘာသစ္စာဘာသစ္စာတော့ကဲဒုက္ခသစ္စာပဲလို့အမှန်သိရင်ဒီယုတ်ဒီနံပေါ်မှာတွေ့တာတတ်မဲ့เสียလိုသေးလားအကဲခုတော်ကောင်းတို့ဖြေတဲ့အတိုင်းပဲကြည့်ရအောင်ယုတ်တရားသည်မြဲသောတရားလားမမြဲသောတရားလားတနေ့တခြားပြိုလာသလားအိုလာသလားအခုခင်ဗျားတို့အိုခြင်းလို့အိုလာတာလားမအိုခြင်းပဲအိုနေရတာအိုပြီးရင်ဘသူအနာယောဂါရခြင်းလို့မရခြင်းပဲနဲ့ကိုပိုင်လို့လားမပိုင်လို့လားဒါဖြင့်အဲ့ဒီမပိုင်တာကြီးကိုခင်ဗျားတို့ရှစ်ခင်เสียလိုသေးလားတတ်မဲ့เสียသို့တော့တန်တရားတစ်ခွင်လုံးကကြတော့ခမည်းတော်ကျွတ်တို့ဟာဒီယုတ်ဒီနံအကြောင်းကိုမြတ်စွာဘုရားအခုဟောတယ်လို့ခုခမည်းတော်ကျွတ်တို့ပြောတယ်လို့သိခဲ့သလားမသိတော့ကိုယ်ယုတ်ကိုယ်နံခင်သလားမခင်ဘူးလားခင်တာကရိုးရိုးခင်တာလားဆွဲဆွဲလန်းလန်းလားဆွဲလန်းတာကတဏှာဥပါဒာအဲ့ဒီတဏှာဥပါဒာနဲ့ဥစည်းပြီးတော့ဘာတွေလုပ်ကမ္မဘဝကာယကံမလုပ်ဘူးလားအဲ့ကာယကံဝစီကံမနောကံလောက်တာဘယ်သူခိုင်းလို့လုပ်နေတာကျင်သလားအဲ့ဒီတဏှာကခုနေတဲ့ခင်ဗျားတို့စီးပွားမရှာဘူးလားဘယ်သူစားဖို့ရှာကိုစားဖို့ရှာတာဟုတ်ကလားငါစားဖို့ရှာတယ်ငါသားသမီးစားဖို့ရှာတယ်မလားဘူးလားဘယ်တော့ငါဆိုတာရှိလားငါဥစ္စာရောငါဥစ္စာမရှိဘူးဆိုရင်ငါစားဖို့ရှာเสียရလဲငါသားသမီးစားဖို့ရှာเสียရလဲအဲ့တော့ငါလင်ငါသားငါမယားငါပစ္စည်းငါဥစ္စာဆိုတာလာစရာလိုသေးလားမလို့ဒီတဏှာမလာတော့ဘူးဆိုရင်ဥပါဒဏ်ရောလာအောင်မလားတဏှာနိရောဓဥပါဒနာနိရောဓတဏှာချုပ်ရင်ဥပါဒဏ်ချုပ်ရင်ကမ္မဘဝချုပ်ပြီတဏှာဥပါဒဏ်ကံချုပ်ပြီဆိုရင်ဘာသစ္စာသေးတော့သမုဒယသစ္စာသေးရင်နောက်ဒုက္ခလာစရာအကြောင်းကဲလက်စုပ်လက်ကင်ပိုင်နိုင်ဒီဉာဏ်ကြီးနဲ့သာကြည့်ယုံနာခန္ဓာဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာနဲ့မမှန်ကန်သိသွားပြီဆိုဒီယုတ်ဒီနံပေါ်မှာတွေ့တာတတ်မဲ့နေကြလိုသေးလားကျင်သလားအဲ့တော့အခုခင်ဗျားတို့ကံစီမံတိုင်းခံနေရတယ်ဆိုတာဘာမပါလို့ဉာဏ်မပါလို့ဘာမပါလို့ဉာဏ်မပါတော့ဒီမှာကံကိုအုပ်ချုပ်ထားတဲ့ဘယ်သူလက်အောက်ရောက်နေတဏှာလက်အောက်ဘယ်သူလက်အောက်ကျင်ကြလားတကယ်တော့ဒီကိစ္စကောရမီဟာဘုံရှင်ကံရှင်ပါရမီရှင်နော်သူ့အကြောင်းကိုတိတိကျကျပြောရမယ်ဆိုရင်သူဟာလွန်ခဲ့တဲ့ကဘာတသိန်းအထက်ကဘဒုမုတ်တရာဖရာလက်ထက်မှာစူကြီးပန်လာတဲ့ပုဂ္ဂိုလ်ဒီဘဝမှာကျွတ်တန်းဝင်မှာဣတရက်ရဆိုတာသူရတဲ့ဣတရက်ကခေါင်းပါတဲ့သင်္ကန်းကိုဆောင်းတဲ့နေရာမှာဆိုတော့ပန်းတကူသင်္ကန်းဆောင်းပြီးတော့မှသာသနာမှာပန်းတကူဒူတင်ကိုဆောင်းပြီးတော့ထူးချွန်စွာသာသနာအမွေခံယူခဲ့တဲ့ဖယားရှင်ရဲ့သမီးတော်အဖြစ်ထူးခြားစွာဣတရက်ပွဲထူးခံရမယ်ပုဂ္ဂိုလ်ကဲဒီပုဂ္ဂိုလ်ကြီးကအခုဒီဘဝမှာပစ္စည်းမဘဝိကနောက်ဆုံးဘဝကိုရောက်နေပါရဲ့တန်းနဲ့မွေးလာတော့ကချမ်းသာသလားဆင်းရဲလားချမ်းသာတယ်တထေးသမီးလေးဖြစ်တင်းတယ်မမွေးခဲ့ဘူးလားအရွယ်ရောက်သွားတော့ဘယ်သူစီမံနေတာတော့ဟောအကြောင်းကောင်းတော့အကြောင်းမကောင်းရင်စုကြီးပန်ကြီးဖြစ်တဘာတသိန်းတိုင်ပါရမီဖြည့်လာခဲ့တဲ့ပါရမီရင်ကြီးဗျအဲ့ဒီပါရမီရင်အမျိုးသမီးကအခုတထေးသမီးဖြစ်မွေးလာတယ်မွေးလာပြီးအရွယ်လဲရောက်တော့မှဖြစ်သွားတော့ဆင်းရဲနွမ်းပါသွားတော့မိအိုဖအိုတခါတည်းပြုစုလှုပ်ကြွေးတော့တိမ်ပိန်လီကြုံလီနေလို့တို့အိန္ဒိယမှာဆိုရင်ဒါဒီမျိုးသမီးကြိုက်မဲ့လူမရှိဘူးခင်တွယ်မဲ့လူမရှိဘူးကမ်းလှမ်းတဲ့အမျိုးသားမရှိဘူးအဲ့တော့ဒီတိုင်းပဲသူအပြိုကြီးလှုပ်ပြီးတော့တခါတည်း
မိဘပြုစုပြီးနေလိုက်ရတယ်ဟောတိုက်တိုက်ဆိုင်ဆိုင်အကြောင်းညီညွတ်လာတော့ဂရေ40ကျွယ်တဲ့သထေးကြီးကပစ္စည်းတွေအားလုံးပါဖြစ်သွားမိသွေးကွယ်ဘာကုံသွားလို့ဂျင်းတ်သလားအခုလည်းခင်ဗျားတို့ရှာဟဲဖွေဟဲရှာလို့ဖွေလို့ကောင်းတဲ့အချိန်မရှိဘူးလားကောင်းတော့သုံးဟဲဆွဲဟဲနဲ့တခါတည်းစူးစူးစောင်းစောင်းမလုပ်ထားဘူးတစ်ချိန်မှာကံကအကျိုးပေးညံ့လာခဲ့လို့ရှိရင်လို့တွက်မထားတဲ့လူတွေကြတော့ဗျံပရာသုံးလိုက်ဖြုံးလိုက်တော့ဟောအလုတ်ကင်လည်းမဲ့သွားရောအကုန်စားရမယ်တောက်ရမယ်ဖြစ်မကုန်ဘူးလားအေးဘာမရှိလို့ဂျင်းတ်သလားအဲ့တော့ကံကိုစီမံနိုင်တာဘယ်သူတော့ကံကိုစီမံနိုင်တာအဲ့တော့အားလုံးဒီနေ့ဦးဇင်းကသိစေချင်တာကတန်တရားတစ်ခွင်လုံးမှာဦးဇင်းတို့သူတော်ကောင်းတို့ကဘယ်သူစီမံနဲ့နောက်လိုက်နေရတာသိကြတယ်နော်ဘယ်သူစီမံထားတာကံကြောင့်နံယုတ်ကြောင့်ကံအဖန်ပန်ဖြစ်ပြန်နီးလျော်မရှိဘူးလားဒါပေမဲ့အဲ့ဒီရှိမှရှိသေးတယ်ကံကိုအုပ်ချုပ်ထားတာကြတော့ဘယ်သူနဲ့ဘယ်သူအဝိဇ္ဇာနဲ့တဏှာအရင်ကံဥပါဒံကံကြောင့်ယုတ်နံပေါ်ဗါတဲ့အဝိဇ္ဇာနဲ့အရင်ကံကြည်အတိတ်ကံကိုအုပ်ချုပ်ထားတာဘယ်သူတော့ပြစ္ဆုတ်ပံကိုကံကိုအုပ်ချုပ်ထားတာကတဏှာနဲ့ပြန်ပြောတဏှာကလိုချင်တာချစ်ခင်တာနှစ်သက်တာသာယာတာဥပါဒံကဆွဲလန်းတာဟုတ်ကဲ့လားအခုခင်ဗျားတို့နေ့စဉ်နဲ့မြတ်ဒီတဏှာဥပါဒံခိုင်းသမျှမလုပ်ဘူးလားမစားရရင်မနေနိုင်ဘူးမသွားရရင်မနေနိုင်ဘူးမကြည့်ရရင်မနေနိုင်ဘူးမမြင်ရရင်မနေနိုင်ဘူးမကြားရရင်မနေနိုင်ဘူးမလားဟုတ်လားဒါကြတော့ဒီတဏှာဥပါဒံနေနဲ့ကံနေမလုပ်ကြဘူးလားလုပ်ကြတော့ဒီကံနေဆိုတာသူ့အလိုဖြစ်လာတာလားတဏှာဥပါဒံအုပ်ချုပ်ထားလို့ဖြစ်တာလားကျင်တတ်ကြလားအဲ့တော့ကံကိုအုပ်ချုပ်ထားတာကရိုးရိုးလေးတစ်လုံးနဲ့ပြောရင်ကိလေသာဘယ်သူအုပ်ချုပ်ထားတာအဲ့တော့အတိတ်ကဘယ်သူအုပ်ချုပ်ထားတော့အဝိဇ္ဇာဆိုတာသိတာလားမသိတာလားမသိဘူးဆိုတော့ဉာဏ်မပါဘူးအခုဉာဏ်ဆိုတာကဝိဇ္ဇာဉာဏ်ဆိုတာကဝိဇ္ဇာဆိုတော့ဒီသင်္ခါရအတိတ်ကသင်္ခါရလှုပ်တုံးကအဝိဇ္ဇာအုပ်ချုပ်ထားတဲ့အတွက်ကုသိုလ်တွေလည်းလှုပ်တယ်အကုသိုလ်တွေလည်းလှုပ်တယ်အဲ့ဒီမှာသူတော်ကောင်းတို့ကြားဘူးထားတဲ့စကားနဲ့ပဲအတိတ်ပဲရှင်းရအောင်အဝိဇ္ဇာပစ္စယသင်္ခါရမှာသင်္ခါရကပုံညာဘိသင်္ခါရလို့မပြောဘူးလားအပုံညာဘိသင်္ခါရလို့လည်းမပြောဘူးလားပြောတော့ပုံညာဘိဆိုတာပုံညာကောင်းမှုကုသိုလ်ကိုအဘိလွန်ကဲစွာအထိန်ကိုမရှိဘူးကုသိုလ်ကောင်းမှုကိုလွန်ကဲစွာလုပ်တယ်ပြန်ပြောကုသိုလ်ကောင်းမှုကိုအပုံညာဘိဆိုတော့အပုံညာဆိုတာမကောင်းမှုအကုသိုလ်အဘိဆိုတာလွန်ကဲစွာအကုသိုလ်လုပ်တဲ့လူကလည်းအထိန်ကိုမရှိဘူးကဲဦးဇင်းတို့ရိုးရိုးလေးပဲပြောရအောင်တဏှာနာနီမုတ်ဆိုးနာနီအဲ့တော့တဏှာသားသမီးကဘာပဲလုပ်တဏှာပဲလုပ်အဲ့ဒီတဏှာလုပ်ကအပြစ်ရှိပါတယ်လို့သူတို့သိလားဆင်းရဲကြောင်းလို့ရောသိလားပြောရင်ရောလက်ခံမလားမခံဘူးလေသူကဒီအလုပ်လုံးမှပတ်ဆိုင်ရမှာကိုရှင်းသလားတဏှာသားသမီးကလည်းတဏှာပဲလုပ်မယ်မုတ်ဆိုးသားသမီးကရောကျင်တတ်ကြလားအဲ့ဒါသိလို့လားမသိလို့လားမသိတဲ့အဝိဇ္ဇာဦးစီးထားတော့သူ့ဘဝအတွက်ဝမ်းရည်ပြည့်စုံဖို့တခိုးသားသမီးကဘာပဲလုပ်ခိုးတဲ့အလုပ်ပဲလုပ်တယ်လူလိန်သားသမီးရောကျင်တတ်ကြလားပွဲစားနာနီလူလိန်ဈေးစနာနီတော့တခိုးပေါ့ကွာဗါလဲဈေးစနာနီတော့ပွဲစားနာနီတော့ကဲအကုန်အဲ့လိုမဖြစ်ကုန်ဘူးလားဈေးရောက်တဲ့လူကလည်းမခိုးရင်မမြတ်ဘူးအဲ့တော့ခိုးကြတယ်ပွဲစားကလည်းမလိန်ရင်ကိုယ့်အတွက်မကြံဘူးရှင်းရလားကုသိုလ်တွေလားအကုသိုလ်တွေသိရလားမသိတာက
ရမ်းလုံတာကဘာမပါလို့ဂျင်းနကလားအခုခင်ဗျားတို့ကျွတ်တို့ကရမ်းလုံမလားသိပြီးမှလုံသိတဲ့ဝိဇ္ဇာဉာဏ်ဦးစီးသွားရင်ကြတော့အဝိဇ္ဇာပစ္စယသင်္ခါရဖြစ်ပေမဲ့အဝိဇ္ဇာကဝိဇ္ဇာဖြစ်သွားရင်အဝိဇ္ဇာနိရောဓဖြစ်သွားတယ်အဝိဇ္ဇာချုပ်သွားရင်အဝိဇ္ဇာနိရောဓဘာဖြစ်လို့သင်္ခါရနိရောဓပြန်ပြောအဝိဇ္ဇာနိရောဓအဝိဇ္ဇာချုပ်ရင်သင်္ခါရချုပ်ရင်ဒီကံတွေအကျိုးပေးနိုင်သေးလားအကျိုးမပေးရင်ဒီခန္ဓာတွေရစရာအကြောင်းခန္ဓာမရရင်ဒုက္ခတွေလာအောင်မလားအဲ့တော့ဒုက္ခငြိမ်းချင်ရင်ဘာနဲ့သိရမလဲဘာနဲ့သိရမလဲကဲဒါဖြစ်ရင်တသံတရားလုံးဦးဇင်းတို့နေခဲ့ကြတာကကံအမိကံအဖပြန်ပြောဒီနေ့ကစပြီးဘုရားရှင်ရဲ့တပည့်သားဆိုရင်ဘာနဲ့နေရမလဲဉာဏ်အမိအဲ့တော့ဉာဏ်ရှိအောင်သတိထားဝရိယဆိုင်ပညာနဲ့ကြည့်ပြန်ပြောအဲ့တော့အတိတ်ကလှုပ်ထားတဲ့ထဲမှာကုသိုလ်လည်းရှိတယ်အဲ့ဒီကုသိုလ်အကုသိုလ်တွေဟာဘယ်အချိန်ကျိုးပေးပါလို့တို့စီမံလို့မရရင်တို့ကံအားကိုးနေတာဟာမှန်သလားကဲဒါဖြင့်ဘာအားကိုးမလဲဉာဏ်အားကိုးရင်ကိလေသာအလိုလိုက်ရမလားကိလေသာကိုဖယ်ရှားနိုင်အောင်ကြိုးစားရမလားအဲ့တော့တန်တရားတစ်ခွင်လုံးကကိုယ်ခန္ဓာကိုခင်တွယ်တဲ့စိတ်တွေနဲ့မလုပ်ခဲ့ဘူးလားအခုကိုကြည့်ဒီခန္ဓာကိုယ်ကြီးကခင်တွယ်စရာများရှိလားတကယ်ရှိတာယုတ်တရားနဲ့အဲ့ယုံနာနှစ်ပါးသည်မြဲသောတရားလားမမြဲသောတရားလားကိုပိုင်သလားမပိုင်ဘူးလားယုံနာခန္ဓာပါသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာနဲ့မမှန်ကန်ကန်သိရင်ဒီခန္ဓာပေါ်မှာတွေ့တာတတ်မဲ့နေတဲ့တဏှာဥပါဒဏ်တွေလာအောင်မလားမလာရင်တဏှာဥပါဒံကာမမလာရင်နောက်ဘဝဇာတိဇရာမရဏတွေလာစရာအကြောင်းရှိသေးလားကျင်납ခဲ့လားအဲ့တော့အခုကိတ္တဂေါရမီဂရေ40ကျွယ်တဲ့တထေးကြီးရဲ့ပစ္စည်းတွေကိုသူ့လက်နဲ့ထိလိုက်တိုင်းပုံမှန်ရွှေငွေကြောက်တံပရမတွေပြန်မဖြစ်ဘူးလားဖြစ်တော့ဒီပစ္စည်းတွေဘယ်သူပိုင်သွားတော့ကိတ္တဂေါရမီပိုင်သွားပြီရှင်းတယ်နော်အဲ့တော့သူ့ကိုပိုင်ရှင်ဖြစ်ထားပြီးတော့တထေးကြီးကလည်းသူ့တငယ်ချင်းပြောတဲ့အတိုင်းပဲဒါမင်းပစ္စည်းတွေဖြစ်ပြီမင်းကျွေးသလောက်မွေးသလောက်ပဲငါတို့စားတော့မယ်ဆိုတော့အမျိုးကောင်းသမီးလေးဖြစ်တော့အိုးဒါမိခင်ဖခင်တို့ရဲ့ပစ္စည်းပါပဲအဲ့တော့ကျွန်တော်မျိုးမကပိုင်ဆိုင်တယ်ဆိုပေမဲ့မိဘတို့ပဲထိန်းချောင်းပေးပါပြန်လဲအနှံပြီးတော့တခါတည်းနှစ်ဖက်မိဘတွေပျော်ပျော်ရွှင်ရွှင်ပြေးလဲနဲ့အစင်ပြေချမ်းသာတဲ့အိမ်တော်စုလေးတစ်စုဖြည့်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နေအဲ့ဒီကနေတထေးသားနဲ့ရပြီးတော့သားလေးတစ်ယောက်မွေးတယ်။ဘာမွေးလား။ဟောသားလေးပါရလာပြီဆိုတော့ကုသိုလ်ကောင်းကုသိုလ်ကံမကောင်းဘူးလား။အတိတ်ကံကုသိုလ်ကောင်းတော့တဦးလေးရသားလေးရတယ်။အဲ့တော့အိမ်တော်တစ်ခုမှာအအိုးကသားလေးမွေးလာရင်သိပ်ပျော်ကြတာပေါ့ဒါကတော့ဘယ်နိုင်ငံပဲလူမျိုးဖြစ်ဒါပျော်တတ်ကြတဲ့အမျိုးပါပဲအဲ့တော့တဝူးလေးရတော့သိပျော်ရွှင်ပြီးတော့မိသားစုမှာဣဒဂေါရမီကလည်းတခါတည်းအိမ်တော်ရသားကြလို့သားလေးမွေးတော့လှပချောမွေးတဲ့သူတို့သမီးလေးဖြစ်လာတရေသားနဲ့အိမ်တော်ကြသားလေးရအမလီပျော်လိုက်ကြတာအဖိုးဘွားတွေကလည်းမြေးတွေရလို့ပြောယောက်ျားလုပ်တဲ့လူကလည်းသားလေးရလို့ပြောအမေလုပ်တဲ့လူကလည်းသမီးလေးရလို့ပြောကိတ္တဂေါရမီပြောတာပြောလို့မှမပြီးဒီကလေးကတီတီတာတာနော်ပြုံးတတ်ရေတတ်ပေါ့လာသားအရွယ်လေး5 6လနော်မှောက်တတ်ထိုင်တတ်သွားတတ်တဲ့အရွယ်လေးလည်းရောက်ကြောကံဆိုးကျင်တော့ဒီကလေးကတည်သွားပါလေရောဘာဖြစ်ပြန်ကြည်စမ်းသားလေးတည်သွားပြီကဲသူ့စိတ်ထဲမှာဘယ်လိုနေမလဲကဲသူကံကြည်စမ်းကံကောင်းကျင်တော့တထေးသမီးဖြစ်တယ်ကံဆိုးကျင်တော့မွဲသွားတယ်ကံကောင်းကျင်တော့ဂရေ40ချမ်းသာတဲ့တထေးသားနဲ့မရဘူးလားကံကောင်းကျင်တော့သားအုပ်လေးရောမမွေးဘူးလား
ကန်ဆိုးခြင်းတော့ကောင်းတခါဘယ်သူစီမံနေတာလဲအခုလဲကိုဘဝခမရတို့ကိုဘဝကိုပြန်ပြီးတော့များသေချာလေးလာသုံးသပ်ကြည့်ရင်အကျိုးပေးကောင်းနေတဲ့အခါတွေရောမရှိဘူးလားမကောင်းတဲ့အခါရောကိုလိုချင်တာရအစဉ်ပြေနေတဲ့အခါတွေရောအစဉ်မပြေတဲ့အခါတွေရောဘယ်သူစီမံနေလို့ကျေနပ်ကြလားအခုကိတ္တဂေါရမီရဲ့ဘဝကိုကြည့်ချမ်းသာတဲ့ဘဝကပေါက်ဖွားတယ်အရွယ်ရောက်မှမွဲသွားတယ်တခါကံထလာပြန်တော့ဟုတ်ကလေး40ကျွယ်တဲ့မိသားစုကပစ္စည်းဥစ္စာတွေအကုန်ဆုံးရှုံးသွားတယ်သူ့လက်နဲ့ထိတယ်အကုန်ပြန်ရတယ်ကဲသူတထေးတော်ကြီးတထေးကြီးဖြစ်မသွားဘူးလားဖြစ်သွားရနေသားဥကလေးပါရလိုက်တော့အမတန်မှပြည့်စုံတဲ့ဘဝပျော်ရွှင်ပွဲရဘဝပြန်မရဘူးလားကဲပျော်လို့မှမပြီးသေးဘူးဘာဖြစ်သွားလဲကံဟာအာကိုတိုက်တဲ့အရာလားအာမကိုတိုက်တဲ့အရာလားအဲ့တော့တတန်တရားလုံးတို့ဘာအာကိုပြီးနေလာတာလဲအဲ့တော့အခုတရားရှိဘာအာကိုရအဲ့တော့ဒီကိတ္တဂေါရမီဒီသားလေးကိုသူမိဘကဆင်းရဲမွဲတေသွားတယ်ဆိုပေမဲ့ तू ကလူသေးတာတခါမှမမြင်ဘူးတဲ့မမြင်ဘူးတော့သူ့သားလေးသေးတာကို तू မယုံဘူးသားသေးလေးကိုအားလုံးသောမိဘတွေနဲ့ရက်ွက်ကလူတွေကပြစ်တော့မယ်ဆိုတော့အမလီငါသားလေးမပြစ်ကြပါနဲ့သားလေးမသေးပါဘူးသားကလေးကိုပြန်ပေးကြပါဆိုပြီးတော့ဒီသားသေးကိုလူပြီးတော့ဆေးကုနိုင်မဲ့လူလိုက်ရှာတယ်ဟောသားသေးလေးပိုက်ပြီးတော့ငါသားလေးဆေးကုပေးကြပါငါသားလေးဆေးကုကြည့်ပေးကြပါဆေးကုနိုင်မဲ့လူမရှိဘူးလားတအိမ်ဝင်တအိမ်ထွက်တရွာဝင်တရွာထွက်နော်အယူတစ်ပိုင်းလို့ဟောလူသိမမြင်ဘူးတော့သေနေတဲ့သားလေးဆေးကုလို့ရမယ်ထင်ပြီးဆေးလိုက်တောင်းကဲဒုက္ခမရောက်ဘူးလားဘယ်သူစီမံနေလို့တော့ဂျင်းနက်ကလားအဲ့တော့အခုလဲကိုဘဝကိုပြန်ကြည့်ကံစီမံထားတဲ့အတိုင်းသာနေကြရဲ့ငါတို့တို့ဒီလိုဗျံပရာဘေးကလွတ်နိုင်ပါမလားဒါဖြင့်ရင်တရားရှိဘာစီမံနိုင်အောင်ကြိုးစားအဲ့တော့သားသေးအတွက်ဆေးရှာရင်းနဲ့ဗုဒ္ဓဘုရားရှင်နဲ့သူတွေ့ရမယ်အဲ့တော့မှမသေးရာဆေးကိုသူတွေ့လိမ့်မယ်အဲ့တော့ခမည်းတော်ကမသေးရာဆေးရကြလားရတဲ့လားရတဲ့နဲ့ထင်ရင်မနေ့ပြန်ညဒီနေရာကိုကြွခဲ့ဟုတ်ပြီနော်အခုတော့မတရားဆေးရှာဖို့ကိတ္တဂေါရမီသားသေးပိုင်ပြီးလှိုက်ပြီးတော့သူ့သားလေးဆေးကုပေးဖို့ရှားနေတယ်ဒါလေးသာမှတ်ထားဘယ်သူစီမံနေလို့တော့အဲ့တော့တို့တွေလည်းကံနောက်ပဲလိုက်ကြမလားဉာဏ်ဥစည်းနိုင်အောင်ကြိုးစားမလားအတိတ်တန်တရားတစ်ခွင်လုံးဘယ်သူစီမံသမျှခံခဲ့ရတာအခုခင်ဗျားတို့ကြားနာနေရတဲ့ကိတ္တဂေါရမီရောဘယ်သူစီမံနေတာတော့အေးအဲ့ဒါမနဲ့ဖြန်မြတ်စွာဘုရားကဘာထည့်ပေးမလို့ဉာဏ်ထည့်ပေးမယ်မသေးသေးကိုပေးလိုက်မယ်ရှင်းတယ်နော်အဲ့တော့မသေးသေးရကြည်ရင်မနဲ့ဖြန်ညဒီနေ့ရကြွားခဲ့ဟုတ်ပလားဒီနေ့တော့အခုငါတို့နားလည်သွားမှာတို့တန်တရားတစ်ခွင်လုံးဘယ်သူစီမံနေတာလဲဟုတ်ပြီအဲ့ဒီကံဘယ်သူလုပ်ခဲ့တာလဲကိုလုပ်ခဲ့တာဒါပေမဲ့ဘာမပါဘူးတော့ကျင်တယ်နော်ညာမပါတော့ကံကိုဥစည်းနိုင်စွာကျင်တယ်နော်စဉ်းစားသောတာပန်တည်သွားတဲ့ပုဂ္ဂိုလ်တယောက်နားလည်ကြည့်သောတာပန်တည်ရင်နိဗ္ဗာန်မမြင်ဘူးလားမြင်သွားရင်သူ့မှာအဓိသီလအဓိစိတ်ဓာတ်အဓိပညာဆိုတဲ့ကိုယ်ပိုင်တရားတွေရမသွားဘူးလားရသွားတော့သောတာပန်သည်ဟောဒီ32ပုံမှာအပယ်4ပုံကိုဘယ်တော့မှမသွားတော့ဘူးရှင်းလားသူကအထက်ကိုသာဆံပြီးတော့နောက်ဆုံးဘယ်ကိုသွားမှာနိဗ္ဗာန်သွားမှာသောတာပန်နဆိုတာဆံလန်းကိုသွားမဲ့ပုဂ္ဂိုလ်ဒီတော့သူ့ဘဝသူမပိုင်ဘူးလားပိုင်သွားသလားခုခမရတို့ကသိရင်ဘာဖြစ်အောင်မှာသိလားဘယ်ဘဝရောက်မှာတော့အခုဘယ်ဘဝလာခဲ့တာတော့
ကျင်တနော်ကဲဒါဖြင့်ငါတို့သိအောင်လုပ်လို့ရနိုင်မရနိုင်အဲ့ဒီနီးကိုမြတ်စွာဘုရားပေးလိမ့်မယ်ရှင်းသလားအဲ့တော့ကိုလန်းကိုသိချင်ရင်မနေ့ဖြန်ညကြွခဲ့ဟုတ်ပလားအဲ့တော့လမ်းမသိတဲ့ဘဝနဲ့သိကြမလားလမ်းသိအောင်ကြိုးစားမယ်ဒါဖြင့်ဒီနေ့စပြီးတတိထားဝရိယဆိုင်ပညာနဲ့ကြည်ဘာရှိအောင်ကြိုးစားဉာဏ်နဲ့ကြည့်လိုက်တော့တကယ်ရှိတာယုတ်တရားနဲ့ယုံနာအလုံးကမြဲသောတရားလားမမြဲသောတရားအလုံးကဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာလာရင်ဒီဘက်ကလောဘဒေါသမောဟတဏမာနဒိဋ္ဌိတွေလာအောင်မလားကံအုပ်ချုပ်ထားတဲ့တရားတွေလာအောင်မလားအဲ့တော့ဘာသစ္စာသိလို့သမုဒိယသစ္စာကံကိုစီမံတဲ့တရားတွေသိပြီဆိုရင်ဉာဏ်ကသာခြေလည်နိုင်ရင်နောက်ဆုံးခမရတို့ဘာကိုမျက်မှောက်ပြုနိဗ္ဗာန်ကဘာသစ္စာနိရောဓသစ္စာနိဗ္ဗာန်ဘာသစ္စာနိရောဓဆိုတာဒုက္ခချုပ်ငြိမ်းရုပ်သိမ်းတာကိုနိရောဓခေါ်တဲ့အတွက်ဒီနေ့ကြားနာရတဲ့ကိတ္တဂေါရမီရဲ့မြင့်ကြီးတစ်ခါနှိမ့်ကြီးတစ်လက်ဗျံပရာဖြစ်နေတဲ့ကံစီမံရာကနေနော်ဉာဏ်နဲ့အတူတန်တရားလွတ်မြောက်ရေးလမ်းကြောင်းရှာကြဖို့နော်ကြိုးစားကြပါစို့လို့လေးစားစွာနဲ့တိုက်တွန်းရင်းဒီညဒီမြနဲ့ပဲနာကြစို့ကဲအလုံးဉာဏ်အတွက်အစပြိုးရအောင်15မိနစ်လောက်တရားထိုင်ရရင်မကောင်းဘူးလားဟေးအဲ့တော့အလုံးကံကိုစီမံနိုင်ဖို့ဉာဏ်ရှာမယ်တေမလင်ခွေထိုင်ထိုင်ဒုတုတ်ထိုင်ထိုင်နှစ်သက်သလိုထိုင်သို့သောခါမမတ်ထားကောင်းမမတ်ထားလက်ဖွားနှစ်ဖက်ရှက်လိမ္မာထိတ်ချင်းထိထားမယ်အရိယာဘုစိတ်တိုင်းကြရင်မျက်လွှာလေးချနာသီးဆုံးမှာတတိကလေလေးဖြည်းဖြည်းမှန်မှန်ရှူသွင်းမယ်ဖြည်းဖြည်းမှန်မှန်ပြန်ထုတ်မယ်ဝါဝရှူမယ်ဝါဝထုတ်မယ်စိတ်မပြန့်လွင့်ပါစေနဲ့ဦးလေးတိုင်းရဲ့6မော
ကိလေသာဆိုတာဘာလဲတဏှာမာနဒိဋ္ဌိတဏှာဆိုတာတွေ့တာမှုချစ်ခင်မှုပါရမှုနှစ်သက်မှုမာနဆိုတာထောင်လွှမ်းမှုဒိဋ္ဌိဆိုတာအယူမှားရှိနေတဲ့ယုတ်တရားနံတရားတွေပေါ်မှာငါကိုငါဟာငါဥစ္စာလို့ယူဆတာအဲဒီဒိဋ္ဌိကိလေသာကကံကိုဥပ္ပယဝေအဲဒီမှာလည်းကိုယ်ရောပရိယေကျွေတဲ့တရားကောင်းလေကံပဲဆိုးလေကံပဲကံနဲ့တကံနဲ့ကံလွှဲချပြီးတော့ငါတို့ကံကိုအပြစ်ဖွဲ့ပြီးနေကြကြမြတ်စွာဘုရားကလည်းကံကြောင့်လို့ဟောအဲ့ဒီမှာတကယ်အနိစ္စအရင်စစ်ကြည့်ရင်ကံကိုအပြစ်ပုံချနေတော့နောက်ကတကယ်လက်သက်တရားခံအရင်ကလွတ်ကံကိုစီမံနာဘယ်လိုလဲအဲ့တော့လူတယောက်ကိုယမနှိမ့်ဆက်နေတာနှိမ့်ဆက်နေတဲ့အာနာဘဂဝတ္တပေါ့ရှင်ဘုရင်ကသကုတ္တမြတ်တယောက်ကိုသတ်ခိုင်းလိုက်တော့ဘဂဝတ္တကသတ်လူတွေမြင်တာကဘဂဝတ္တသတ်လိုက်တယ်ဒါကိုမြင်ဒါပေမဲ့ဒီဘဂဝတ္တဘသူသတ်ခိုင်းလို့သတ်တာလေရှင်ဘုရင်သတ်ခိုင်းလို့သတ်ဟာရမေရှင်ဘုရင်ကလူတိုင်းကိုသတ်ခိုင်းနေတာလားရှင်ဘုရင်ကလူတိုင်းသူတိုင်းပြီးသားတိုင်းကိုသတ်စေဆိုပြီးတော့သတ်ပိုင်ခွင့်ရှိသလားဟုတ်ပါဘူးဥပဒေသအယကိုယ်ဆိုလူရဲ့တိုက်ခိုက်တဲ့အပြစ်မှုတွေကျူးလွန်ထားလို့သတ်တာဒါဖြင့်ပြစ်မှုကျူးလွန်ခြင်းဟာတရားခံပေါ့အဲ့ဒီတိုင်းပဲအခုဦးဇင်းတို့တော်ကောင်းတို့ကံကစီမံနေဆိုတော့ကံကိုပုံချတော့နောက်ကတရားခံကလွတ်တကယ်လက်သိင်ကလွတ်အဲ့တော့ဒါကြောင့်ကျေးဇူးရှင်ဘုဂုတ်ဆရာတော်ဘုရားကြီးကခင်ဗျားတို့ဘဝတန်တရားရဲ့ဖြစ်စဉ်ကိုသိဖို့ပြောတာအဝိဇ္ဇာနဲ့တဏှာအရင်ကဥပါဒံကံကြောင့်ယုံနံပေါ်အပင်မမျိုးမအပင်အမြင်မပြဆက်ဆက်သိဟံကံကြောင့်နံယုတ်ကြောင့်ကံအဖန်ဖန်ဖြစ်ပြန်ဤအလျောဒါလေးပြောတာအဲ့တော့တကယ်လက်သက်တရားခံကအဝိဇ္ဇာတဏှာဟောဒီလိုဖြစ်ပြန်ပြောဟုတ်ပြီအဝိဇ္ဇာနဲ့တဏှာနဲ့ပြောနေပြန်တော့တဏှာဆိုတာလိုချင်တာတတ်မှတ်တာပဲချစ်ခင်တာပဲအဲ့ဒီချစ်ခင်မှုလိုချင်မှုတတ်မှတ်မှုကဘယ်လိုကြောင့်ဖြစ်တာလဲဆိုတော့တရားခံအရင်ကိုစစ်ကြည့်ငါဥစ္စာဆိုတဲ့ဒိဋ္ဌိအဲ့ဒီဒိဋ္ဌိကိလေသာကအရင်ပြောလိုက်ရင်တဏှာမာနဒိဋ္ဌိဆိုတော့တဏှာကိုရှိကထပ်ပြောတော့လက်ပဲတဏှာပဲလို့ထင်တယ်မဟုတ်ပါဘူးတဏှာရှိနေုံသက်နဲ့ငရဲမရောက်ဒိဋ္ဌိကိလေသာကမှသာငရဲတိရစ္ဆာန်ပြိတ္တာအတုရကေကိုရောက်စေတာတဲ့သောတာပန်ဟာဒိဋ္ဌိမရှိတော့ဘူးတဏှာရှိသေးဒိဋ္ဌိမရှိတော့တဲ့အတွက်သောတာပန်ဟာအပင်လေးပုံမရောက်တော့ဘူးတဲ့အပင်လေးပုံနဲ့သူနဲ့လုံးမသက်ဆိုင်တော့ဟောကြည့်အပြင်ဒုရရိနိဗ္ဗာန်ကိုမမြင်နိုင်မရောက်နိုင်မရနိုင်တာတကယ်အရင်ကဘယ်သူလုံးဆိုတော့ဒိဋ္ဌိပဲအဲ့ဒီဒိဋ္ဌိကဘာကိုပြောတာလဲလို့သူတော်ကောင်းတို့နားလည်အောင်ကြည့်ရင်ဒိဋ္ဌိဆိုတာအယူမှားဘာကိုအယူမှားတာဟောဒီယုံနာခန္ဓာကြီးကိုငါကိုငါဟာငါဥစ္စာလို့အယူမှားလိုက် ဒါကိုဒိဋ္ဌိလို့ပြော
ဒီတော့ဒုက္ခဓမ္မတွေအားလုံးကဒီဒိဋ္ဌိကိလေသာကြီးကိုလွန်မြောက်ခြင်းရင်ဖယ်ရှားခြင်းဟောဒီယုတ်တရားနံတရားအကြောင်းကိုကောင်းကောင်းကြီးသိရမယ်အဲ့ဒီသိတာဉာဏ်ယုတ်ကိုယုတ်လို့သိတယ်နံကိုနံလို့သိတယ်အကုန်တော်တို့တရားထိုင်နေတယ်ဆိုတာဒါပဲမျက်စိမိတ်ပြီးကိုယ်ယုတ်ကိုကြည့်ရရင်ရမှန်းသိနာရင်နာမှန်းသိအောင်းရင်အောင်းမှန်းသိမြင်ရင်မြင်မှန်းသိကြားရင်ကြားမှန်းသိကြားတာကြားစိတ်ပဲငါမဟုတ်ဘူးမြင်တာမြင်စိတ်ပဲငါမဟုတ်ဘူးကြားနေတာလည်းယုံနာပဲမြင်နေတာလည်းယုံနာပဲရားနေတာလည်းယုံနာပဲနာနေတာလည်းယုံနာပဲယုတ်တရားနဲ့နန္တရားငါကုငါဟာမဟုတ်ဘူးလို့ချိန်ပန်များစွာရှုရှိတယ်ဒါတရားကြည့်တာပဲဉာဏ်နဲ့ကြည့်ဆိုတော့ဉာဏ်ကလေးကအသိဉာဏ်ကအမှန်တိုင်းသိဖို့ယုတ်ကိုယုတ်ပဲလို့သိရမယ်နာမ်ကိုနာမ်ပဲလို့သိရယုတ်တရားကိုယုတ်တရားပဲလို့သိတယ်နန္တရားကိုနန္တရားပဲလို့သိတယ်အဲဒီယုံနာကိုကြည့်ပြန်တော့မမြဲဘူးမမြဲတာကိုမမြဲမှန်းသိနေတယ်အခုဥစဉ်တန်လေးတွေကြားနေတယ်တတံမိတတံဖြစ်ပြီးပြတ်ပါမေရဘာသစ္စာလေဒုက္ခသစ္စာပဲသိတယ်အဲတော့အဲ့လိုသိနေတယ်ဆိုရင်အမှန်ကိုမြင်လာတဲ့အတွက်ဒိဋ္ဌိမရှိရင်ဒိဋ္ဌိကိလေသာမရှိရင်တဏှာကလည်းပါသွားအဲ့ဒီနေရာမှာဉာဏ်ကဝင်သွားတော့အသိဉာဏ်ဝင်သွားတော့ကံဒီကိုဉာဏ်ကရှင်းလေအုပ်ချုပ်လိုက်ပြီးတော့ဒိဋ္ဌိကိုပြန်ပိုင်နိုင်အသိဉာဏ်ကဖယ်ရှားပြလိုက်ပြီဆိုရင်တသံတရားလုံးကလှုပ်ထားခဲ့တဲ့အပေယောက်ျောက်ကအားလုံးမင်းသွားတော့နေခဲ့တော့ငါနဲ့မဆိုင်တော့ဘူးလို့ပြစ်ပယ်လိုက်လို့ရသွားပြီဟောပုဂ္ဂိုလ်ကိုပိုင်နိုင်သွားပြီငါအပင်လေးဖို့သွားကြရမလို့တော့ဘူးဒီလိုပိုင်နိုင်သိသွားအဲ့ဒါမြတ်စွာဘုရားကသားကြီးရဲ့အလောင်းကလေးကိုပွေးပြီးတော့စိတ်ကုပေးကြပါစိတ်ကုပေးကြပါသူသားကလေးကိုစိတ်ကုပေးပါသားလေးနေမကောင်းဘူးစိတ်ကုပေးပါနဲ့အယူတစ်ပိုင်းတကြောအောပြီးအကူကြီးတောင်းနေရှာတဲ့ဣဒ္ဓဂေါရမူကိုလက်ပြန်တရားပြပြီးတော့သူကမတရားလမ်းကိုပို့တယ်မတရားကိုအမှန်မြင်သွားတဲ့ကိတ္တဂေါရမီကြတော့ကံရဲ့လက်အောက်ကလွတ်သွားအဲ့ဒါလေးကိုမြတ်စွာဘုရားကယောသဝတ္တတတ္တံဇီဝေအပတ္တံအမတံဘယံဧကဟံဇီဝိတံသေယောပတ္တံအမတံဘယံဒီလိုလေးဒီကွာတဲ့ကြည်ကြစမ်းမတရားမှမြင်နိဗ္ဗာန်ကိုမတွေ့မရှိဘဲနဲ့အသက်တရားနေရတာနဲ့စာရင်ဒီချိန်တစ်ခါလောက်မတရားလေးမြင်ပြီးသိလိုက်ရတာမြတ်တဟိမြတ်စွာဘုရားကဒီဒေသနာကိုဟောအသိဉာဏ်သောတာပတ္တိမဲ့သောတာပတ္တိဘုဆိုတဲ့သောတာပတ္တိမဲ့ဉာဏ်သောတာပတ္တိဘုံဉာဏ်ဟောတဂရဂာမိမဲ့ဉာဏ်တဂရဂာမိဘုံဉာဏ်အနာဂาမိမဉ္ဇဉ်အနာဂาမိဘုံဉ္ဇဉ်အရဟတမဉ္ဇဉ်အရဟတဘုံဉ္ဇဉ်အဲ့ဒီဉာဏ်လေးကိုယ်ပိုင်ဖြစ်လာပြီဆိုရင်ခင်ဗျားတို့ဒါဟာထာဝရဘယ်တော့မှပျောက်ပြတ်မသွားတော့မယ်ကိုယ်ပိုင်ပစ္စည်းတွေအခုအနမတက်ကသံဃာကဒီနေ့ဒီခင်ဗျားတို့ရှာနေတဲ့စိတ်ရွှင်ငွေကြောက်တံပရမယနဲ့ကိုမပိုင်ဘူးအကုန်ကိုထားပစ်ခဲ့ရဂုံတူပွဲတူတွေလည်းမပိုင်ဘူးအလုံးထားပြစ်ခဲ့ရတဘဝဇာတခဏထင်ပေါ်မှုကြော်ကြားမှုနောက်တကောက်ကောက်လိုက်ပြီးတော့ပြီးသွားတယ်ဘာမှမဟုတ်အေးအဲ့ဒီမဉ္ဇဉ်ဘုံဉာဏ်တွေကြတော့ဘယ်သောခါမှပျောက်ပြတ်မသွားတော့ဘူးသောတပန်ရဟသွားတဲ့ပုဂ္ဂိုလ်ဒီဘဝသောတပန်ဖြစ်သွားရင်နောက်ထပ်9ဘဝမွေးမယ်မွေးလာတိုင်းလည်းသောတပန်အဖြစ်ကနေရုပ်ရော့မသွားတော့ဘူးသောတပန်အဖြစ်ပဲမွေးသက္ကရာကံကလည်းနောက်ဘဝသက္ကရာကံအဖြစ်ပဲတည်ရမယ်အနာကံကလည်းအနာကံအဖြစ်ပဲ
နေဟာဘယ်တော့မှပဲခိုးသူပဲသမျှပဲသဘုံပဲမင်းကမှဖြစ်စည်းပြလို့သိမ့်ပိုက်လို့မရဘူးကိုယ်ပိုင်ပစ္စည်းဖြစ်သွားအဲ့တော့ကံကိုပြုတ်ထားတာမှန်ပဲမဲ့ကိုယ်တို့ပြုတယ်ကောင်းကျိုးပေးမှာတော့အမှန်ပဲဒါပေမဲ့ဘယ်အချိန်ကျိုးပေးမှာတော့ဘယ်နေရာမှာတော့ဘယ်သူမှစီမံပိုင်ခွင့်မရှိဘူးအကုသိုလ်တွေလုပ်ထားတယ်ဘယ်အချိန်ကျိုးပေးမှာမသိဘူးဒါကြောင့်အခုခင်ဗျားတို့ကျွတ်တို့တွေပြစ္ဆုတ်ပံကိုမျက်စိရှိနေအကုသိုလ်လုံးပြီးတော့ချမ်းသာနေတာဒီတပုံကြီးပဲသူအကုသိုလ်လုပ်လို့ချမ်းသာနေတာလားမဟုတ်ဘူးအကုသိုလ်အကျိုးပေးဟာဘယ်တော့မှချမ်းသာလို့မပေးဘူးသူလုပ်နေတာအကုသိုလ်ဒါပေမဲ့အကုသိုလ်အကျိုးပေးမဲ့အလှဲ့မကြုံသေးတော့အတိတ်ကကုသိုလ်အကျိုးပေးနေတော့သူကကောင်းကျိုးတွေခံစားပြီးနေရအဲ့ဒါကိုအသိဉာဏ်များမပြည့်စုံဘူးဆိုရင်အကုသိုလ်ကြောင့်ချမ်းသာနေတယ်လို့တော့အထင်ရောက်သွားတချို့ကုသိုလ်တွေလုပ်တရားတွေထိုင်တရားတွေအထုတ်မှန်သောသနာပြောသမာအာဇီဝနဲ့နေဆင်းရဲလိုက်တာသားဖို့သမီးဖို့ဆွေဖို့မျိုးဖို့လင်ဖို့မယဖို့တွေနဲ့ပို့လိုက်တာကောင်းမှုတွေကြောင့်ပို့နေတာလားမဟုတ်ပါဘူးသူပြုတဲ့ကောင်းမှုတွေကကောင်းကျိုးပေးဖို့အလှဲ့မရောက်သေးဘူးအတိတ်ကပြုထားခဲ့တဲ့အကုသိုလ်ကအကျိုးပေးလက်ကျုံနေတော့ဒုက္ခမြတ်ကောင်းတာလုံးနေပေမဲ့ကောင်းကျိုးမခံစားရသေးဘူးကြည်လားအဲ့တော့ကောင်းကျိုးဆိုးကျိုးဆိုတာအကြောင်းညီညွတ်တဲ့အချိန်မှလာမှဘယ်ဟာမှကိုအစိုးမရတဲ့အနတ္တတရားအဲ့တော့တကယ်အစိုးရနိုင်တဲ့အတ္တအစစ်ဖြစ်တဲ့မဉ္ဇဉ်ဘုံဉဏ်ဒီဉာဏ်လေးရမှသာလျှင်သူတော်ကောင်းတို့အတွက်ကိုယ်ဘဝကိုတကယ်ပိုင်ဆိုင်သူအဖြစ်အောင်ဝဲဝင်နိုင်မှာဖြစ်ပါလေ။ဒါကြောင့်ဘုရားရဲ့သားတော်သမီးတော်တွေအဖြစ်ကံမိကံဖကနေဉာဏ်မိဉာဏ်ဖပြောင်းနိုင်အောင်ကြိုးစားကြသတိလက်မလွတ်ပါစေနဲ့။